ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဖျားကြီးမန္တလေးမြို့ဦးချစ်ဆွေဓမ္မာယုံပေါ်တွင်16ရက်12လ58ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောသစ္စာအနက်16ချက်နိရောဓသစ္စာအနက်မှရှင်ယမကယဟန်ဥပမာဗျတရားတော်သံဃာရိပုတ္တရာဟောတာကိုကြားညှလိုက်မနေ့နိဗ္ဗာန်ကပြောတာနိဗ္ဗာန်မနေ့ကသမျိုးရှင်းတာပဲဒီနေ့တော့ဝဋ္ထုတ္တေသာရကနဲ့တကွာဓမ္မတွေတောင်းတာနိဗ္ဗာန်ဘယ်လိုနိဗ္ဗာန်ဆိုတဲ့ဥစ္စာရှင်းပြီးဒီကလာရှင်သာရိပုတ္တရာရှင်းပြီးတယ်ရှင်ယမကရှင်သာရိပုတ္တရာဟောတဲ့တရားကိုသူငကိုယ်တော့ကဥစ္စေတတိဖြစ်သိရင်ပြတ်တယ်လို့ဒီရှိတရားရှိသွားပြီးရှင်ယမကဆိုတဲ့ကိုယ်တော်ကတရားသွားနာတဲ့အခါကျတော့ရှင်သူစိတ်ထဲမှာနိဗ္ဗာန်ကြောင့်ကောင်းကောင်းမရှင်းတော့ဘုရားဟောတော်မူတဲ့စိတ်သိပါတယ်ရဟန္တာများသိရင်ပြတ်သွားတာပဲနောက်ဘာမှမဖြစ်တာအဲ့ဒါနိဗ္ဗာန်ဆိုဒီလိုယူလိုက်ရဟန္တာများသိရင်ပြတ်သွားတာပဲနောက်ပြိတ္တိမရှိဘူးဘယ်မှမဖြစ်တာနိဗ္ဗာန်ကိုခေါ်တယ်ဆိုတော့ဘာဝနာတွေဒီပြလိုက်ရဟန္တာများသိရင်ပြတ်တာပဲသေဒီနောက်၌ဘာမှမဖြစ်တော့ဘူးဒီလိုယူလိုက်လို့ရှိရင်အာရုံဓမ္မတွေကမှတ်ပါဥစ္စေတဒိဋ္ဌိသိရင်ပြတ်တယ်လို့ယူရင်ပါတော့အဲ့ဒါယနေ့သေချာရှင်းပြမယ်တဲ့ရမှတ်တာသေချာမှတ်ပါဝတ်ကြည့်တယ်နော်မနေ့ကနိဗ္ဗာန်ဟောတာကနိဗ္ဗာန်ရညှပ်ပြီးတရားတိုက်တို့တရားဝါတို့ပြောတာပဲမှတ်သူကဘုရားခင်ကိုရမေကြီးရှင်ယမကသွားပြီးတရားရဟနာတော့ဘုရားခင်ကိုရမေကြီးကတော့ရဟနာမြတ်သေးတယ်ဆိုလို့ရှိရင်ဘောပရိနိဗ္ဗာန်ဆန္ဒဆိုတဲ့ဒုက္ခခတ်သိငြိမ်းပြီးဒီကာလသွားတာပဲဟောတော့သူကအယူမှားပြီးဒီကာလဘယ်လိုယူလိုက်တုံးဆိုတော့ရဟနာမြတ်သေးလို့ရှိရင်ဖြင့်ပြတ်သွားတာပဲသေဒီမှနောက်၌ဘာမှမဖြစ်တော့ဘူးဒီလိုယူလိုက်ဒီယူဆိုတဲ့ဓမ္မတွေကဘာယူလို့ဆိုကြနော်ဟုတ်တယ်သေတာလေပြတ်တယ်လို့သေဒီချမ်းမနဲ့ပြတ်တယ်လို့ယူလို့ရှိရင်ဥစ္စေတဒိဋ္ဌိဒါဖြင့်ဘုရားတွေကဓမ္မတွေကရှင်းတာ။အော်ရဟန္တာများသိရင်ပြတ်တာမဟုတ်ပါလား။ပြတ်တာမဟုတ်ပါလားလို့မှတ်တယ်နော်။ဒီယမကရာရေးလိုက်တာကရဟန္တာများသိလို့ရှိရင်မြတ်စွာဘုရားဟောတော်မူတာသူသိပါတယ်တဲ့ရဟန္တာများသိရင်ပြတ်သွားတာပဲတဲ့။သေဒီချမ်းမဲ့၌ဘာမှမဖြစ်ဘူးယမကရာရေးလိုက်တယ်။ဒီမှတ်မယ်။တိုင်းပါလိမ့်တော့နော်။အဲ့ပါဠိတော်ဆိုတော့ဓမ္မတွေလေးနဲ့မှတ်ပြီးဒီကလာအောင်နိဗ္ဗာန်ဆိုတာဒီလိုကလားလို့အနည်းညသိရမယ်တဲ့အဲ့ဒါကြီးရဟန်းတွေကပြောကြရဟန်းတာတွေပုဂ္ဂိုလ်တွေကပြောကြမကရဘုရားခင်ကိုရမကြီးလို့ဒီလိုမဟုတ်ပါဘူးရဟန်းတာသိရင်ပြတ်တယ်သေသည်ချမ်းမနဲ့နောက်ဘာမှမဖြစ်တော့ဘူးဒီလိုရတော့ဘုရားကမဟုတ်ပါဘူးမင်းကအောက်ပြန်ပြီးဒီကလာယူတော်ပါလို့အားလုံးကတော့ဝိုင်းပြီးဘုရားခင်ကိုရမကြီးမတရားဖြင့်မဆွဆွဲပါနဲ့မင်းယူရဲတယ်တော့ဘုရားကဒီလိုမဟောပါဘူးလို့ဒီကရဟန္တာတွေကပြောကြများကြတယ်ဘုံကဥလာတယ်သူကဒီယူမဖြောက်နိုင်ဘူးရဟန္တာသိရင်ပြတ်သွားတာပဲဒီလိုပြတ်ပြီးဒီချာနောက်ဘာမှမဖြစ်တာနိဗ္ဗာန်ခေါ်တာပဲပေါ့ဗျာသူကအယူတတ်ပြီးပြီးပါဘုရားခွန်ကြီးတို့ကဓမ္မတွေလည်းမနေ့ကပြတဲ့နိဗ္ဗာန်အသေးချမ်းမဲ့နိုင်ဘာမှမဖြစ်တော့ဘူးချမ်းသာတတ်တဲ့နဲ့နေတယ်လေလို့မနေ့ကလည်းယူတော့ယူကြအဲ့ဒီတဲ့သင်ရှားအောင်လို့ဒီနေ့ပြနော်အဲ့ဒီတဲ့သင်ရှားအဲ့ဒါသစ္စာနဲ့16ချက်မှာလာတာဒီနေ့ဟာတန်ရုပ်ပါဠိတော်မှာလာတာလို့ဘုရားကြီးတို့မှတ်ရတယ်နဲ့ဥပါဒံဒါသေချာမှတ်တော့ဘုရားဘာသာမှာလည်းအခုမသိသေးတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်ဆိုတဲ့တချို့မရကြပါဘူးကွာပေရီချမ်းမနဲ့ဘာမှဖြစ်တော့တာမဟုတ်တော့ဘာခံစားလို့ဘာပြောင်းလုံးဆိုပြီးဒါရောနဲ့ရဲဆိုပြီးဒီကရနေကြတော့နိဗ္ဗာန်ကိုကြိုက်နိုင်တဲ့ပုဂ္ဂိုလ်အတော်ရှားဒီနေ့တော့နိဗ္ဗာန်ကြိုက်ရမယ်အချင်းရာကာရတွေဒီပေါ်ပေါ်လွင်လွင်ကြီးပဲဒီဝတ္ထုနဲ့ရှင်သာရိပုတ္တရာကရှင်းပြလို့ရှင်မက
အပန်ရောက်ပြီးဒီကလာသောတပန်ဖြစ်မှာပရမသောတပန်ဒီနောက်အသောကုန်တဲ့ရဟန္တာဖြစ်အဲ့ဒါရှင်မကယူတဲ့သဘောကျကြပြီနော်ရဟန္တာသေးလို့ရှိရင်ပြတ်သွားတာပဲသေပြီးရှားမဲ့၌ဘာမှမဖြစ်တော့ပါဘူးဒါဘယ်လိုယူပါလဲရှင်မကယူလို့မှတ်ထားကြပါရဟန္တာသေးရင်ပြတ်တာပဲသေပြီးရှားမဲ့၌ဘာမှမဖြစ်တော့ဘူးရှင်မကယူအဲ့ဒီယူသူကယူတဲ့ပြေကလာဒကာဆိုင်တို့ဒကာဝါတို့သူကရဟန်းတွေလည်းပြောနေတာပါဗျာဘုရားတော်မူတဲ့သူသိသွားတဲ့ရဟန်းသားများသေပြီးပြတ်တာပဲပြတ်ပြီးချမ်းမနဲ့ဘာမှမဖြစ်တော့ဘူးအဲ့ဒါနိဗ္ဗာန်ပဲရဟန်းတွေအမျိုးမျိုးပုံပုံရဟန်းတာတွေကတော့သိပြီးသားဖြစ်လို့သူကကြည့်တော့ကန့်ကွက်နော်ကန့်ကွက်ပြန်ကန့်ကွက်ညာဆိုတာအယူတစ်ခုသွင်းပြီးဆိုရင်အိုးကမရဘူးလို့မှတ်ပါဟုတ်လားတော်နဲ့ဆက်လို့မရဒါမှမဟုတ်မရတာနဲ့ရဟန်းတွေကပြေးပြီးဒီကလာရှင်သာရိပုတ္တရာရှိကတ်ကြရှင်သာရိပုတ္တရာဗျာဒီယမကဆိုတဲ့ရဟန်းအဖြစ်ဥစ္စေရဒိဋ္ဌိဖြစ်နေပြီဗျာသေပြီးရှားမှနဲ့ပြတ်တာပဲရဟန်းများသေပြီးပြတ်တာပဲနောက်ဘာမှမဖြစ်တာသူနိဗ္ဗာန်လို့ယူပြီးဒီကလာနေတဲ့အတွက်သူ့ဖြင့်ကဲဥမယူဥမပဲမဟုတ်ဥစ္စေရဒိဋ္ဌိဖြစ်နေပြီဗျာဒါကြောင့်ကွာယမကမင်းတို့တွေကလည်းဆိုလို့ရှိရင်ဖြင့်ငါကခေါ်ခိုင်းတယ်ရှင်သာရိပုတ္တရာအကြောင်းကိုကြွခဲ့ပါလို့ဆိုတာမင်းတို့ကပြောလိုက်ပါဆိုတော့ပြောလိုက်တော့ယမကကညနေကြတော့ကြွယမကညနေကြတော့တဲ့အခါကြွလာတယ်ယမကငါရဟန်းရလာလျှောက်တယ်ဗျရဟန်းများသေးသေးရှားမဲ့နိုင်မြတ်စွာဘုရားဟောတော်မူတာမင်းသိတယ်ရှင်းဥစွာတောင်းခံတယ်ဘယ်လိုသိကြလဲဆိုတော့ရဟန်းများသေးပြတ်တယ်ပဲသေပြီးချမ်းမဲ့နိုင်နောက်ဘာမှမဖြစ်တော့ဘူးလို့မင်းယူတယ်ဆိုတာဟုတ်ပါရဲ့ဟုတ်ပါတယ်ဗျာသူတောင်းခံသူတောင်းခံကဘာလို့ကြည့်ပါဥစ္စေရဒိဋ္ဌိညာလေအရမတွေဥစ္စာဥစ္စေရဒိဋ္ဌိသေရင်ပြတ်တယ်ပဲယူရင်ဥစ္စေရဒိဋ္ဌိဘာမှမဖြစ်ဘူးယူသေပြီးချမ်းမဲ့နိုင်ဘာမှမဖြစ်ဘူးလို့ယူလို့ရှိရင်ဥစ္စေရဒိဋ္ဌိအဲဒီဥစ္စေရဒိဋ္ဌိဟာဒကာဓမ္မတို့ဘာမှကယ်လို့မရဘူးနော်အပေတောက်လျှောက်သွားတဲ့ဒိဋ္ဌိကယ်လို့မရဘူးအမှန်ကြောက်เสียကောင်းတယ်အဲဒီရှင်သာရိပုတ္တရာကယမကရာယဟန္တာဆိုတာပုဂ္ဂိုလ်ဆိုတာပါပဲပြန်ပြောတယ်ဗျာဒါကြောင့်ကွာယဟန္တာဆိုတာကသမုဒိသစ္စာဒကာဓမ္မတွေယဟန္တာကသမုတ်ထားတာနော်ဒီလိုတရားယမတ်တွေကိုဖြတ်တော့ပြီးတဲ့ပုဂ္ဂိုလ်ကိုအရဟဟောဗျာအရဟဆိုတဲ့တိုင်းနဲ့ကိလေသာယန္တိကိုဖြတ်တော့ပြီးတဲ့ပုဂ္ဂိုလ်ရန္တလို့ခေါ်ကြတော့ပုဂ္ဂိုလ်အချင်းတော့ရန္တပဲရှိတာကတော့ခန္ဓာ၅ပါးဒါတော့ခန္ဓာဝိညာဉ်ခန္ဓာတဏှက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာကောင်းပြီဒါပဲရှိတာပါဗျာရန္တကသမုဒိသစ္စာပရမတ္ထသစ္စာရှိတာကတော့ခန္ဓာ၅ပါးဒါဖြင့်ဉာဏ်ကရငါမေးရည်ကွာမေးရည်အောင်ဆိုပြီးမေးရှင်တဲ့ဒီဘက်ခန္ဓာယမကရေအနိစ္စလားအိဋ္ဌလားလို့မေးလိုက်ဒီကြတယ်ဒီဘက်ခန္ဓာလို့သူပါလာတဲ့အခါဒုက္ခနာသိကြည့်လိုက်တဲ့အခါကျတော့ယုတ်တရားဘူးလိုက်အေးလိုက်ဆိုတော့ဖောက်ပြန်ပြည့်စည်နေတာအထင်ရှားဖြစ်နေတော့ကြောင့်အိဋ္ဌပါဗျာ၎င်းအိဋ္ဌဖြစ်တဲ့တရားကိုကဒုက္ခလားဒုက္ခလားလို့ဆက်မေးပြန်တော့ဒုက္ခတရားဗျာအဲ့ဒီအိဋ္ဌဒုက္ခဖြစ်တဲ့တရားဟာအနတ္တလားအတ္တလားကွာလို့မေးလိုက်ပြန်တော့အနတ္တလို့ပဲဖြစ်တယ်အေးကွာဒါဖြင့်မင်းဟာယုတ်တရားအနိစ္စဒုက္ခအနတ္တနိစ္စဒုက္ခအနတ္တလို့မင်းကနေပြီးခါလားရှုလိုက်ပြန်တော့အနိစ္စအနတ္တပဲပြောတာပဲအနိစ္စဒုက္ခအနတ္တပဲပြောတာပဲနော်ဝေဒနာခန္ဓာကိုကွာထို့တူတာပဲဗျာနိစ္စလားနိစ္စလားမေးသူအနိစ္စပဲဖြေတာ၎င်းအိဋ္ဌဖြစ်တဲ့တရားဒုက္ခလားဒုက္ခလားလို့မေးပြန်တော့ဒုက္ခအဲ့ဒီအိဋ္ဌဒုက္ခဖြစ်တဲ့တရားအတ္တလားအနတ္တလားလို့မေးပြန်တော့အနတ္တလို့ဖြေတော့ခန္ဓာ၅ပါးလုံးဒီတိုင်းဖြေဒါနဲ့ကွာဒီမိသားရဟန်းလာတယ်လို့မင်းကရဟန်းလာတဲ့သမုဒိသစ္စာနဲ့ရဟန်းလာလို့ဆိုထားတာဒီအခုခန္ဓာ၅ပါးသာရှိတဲ့ဥစ္စာပဲတဲ့ခန္ဓာ၅ပါးကိုမင်းတွေကလည်းရှင်ယခုငါကိုယ်ရင်မေးတဲ့အခါကျအနိစ္စဒုက္ခအနတ္တကြီးမင်းဖြေတယ်အနိစ္စဒုက္ခအနတ္တမှာတပါးရဟန္တာများရှိသေးလားကွာဟ
ကောက်နေတယ်မှန်ပါဗျာဓမ္မတွေကလည်းမဲလိုက်ရန်တာရှိသေးလားဆိုတော့ရန်တာဆိုတာကငါတို့အထည်ရှိတာဟုတ်ပဲဘယ်ကြအထည်ရှိတာခန္ဓာ၅ပါးခန္ဓာ၅ပါးကအနိစ္စဒုက္ခအနတ္တကြီးပဲဆိုတာတရားဓမ္မတွေဘယ်လိုညာနဲ့ပဲကြည့်အနိစ္စဒုက္ခအနတ္တမှာတော့ဘာတွေ့သေးတယ်ဘာမှမရှိဘူးဆိုသဖြင့်ဒါကြောင့်ငါရဟန္တာသိရင်ပြတ်တယ်လို့ဆိုတော့ဒီကရဟန္တာကိုပါရလားကွာဘယ်သူကလည်းဖြစ်ပါမပါဘူးတရားဓမ္မတို့ဘာတွေသာရှိနေပါလိမ့်မယ်အဲဒီခန္ဓာ၅ပါးအိသဒုက္ခအနတ္တတရားသာရှိတယ်ဆိုတော့အသင်ရှားမြင်သာဖြစ်မနေဘူးလားဒါဖြင့်ဉာဏ်ကမြတ်စွာဘုရားဟောတော်မူတာငါသိပါတယ်ယန္တာသိရင်ပြတ်တယ်သေရီရှားမနဲ့နောက်မဖြစ်ဘူးဆိုတဲ့ယမဂိုက်အယူသည်တရားဓမ္မတို့သူမရှိတာယန္တာဆိုတာငကိုကလည်းမရှိဘူးနော်မရှိတာကိုပြတ်တယ်ဆိုရမှာလေမရှိတာဘယ်လိုပြတ်ပြတ်ပြီးနောက်မဖြစ်ဘူးဆိုတဲ့ဆိုတဲ့မရှိတာကြီးနောက်မဖြစ်ဘူးဆိုတဲ့စကားကိုကြိုက်ကြလားမကြိုက်ပါဘူးဒုက္ခမရှိတဲ့ဥစ္စာသူသုံးပြီးကြလားထားတော့ဓမ္မကရေဒါဖြင့်အနိစ္စဒုက္ခရဲ့ခန္ဓာ၅ပါးမှာတပါးယန္တာကိုရှိရလားကွာဆက်နေခန္ဓာ၅ပါးမှာတပါးယန္တာကိုရှိလာရလားဆိုတော့မရှိဘူးဖြေရမှာဟုတ်တယ်ဒါပြန်ဘာဖြေရရှိသေးတယ်မရှိပါဘူးခန္ဓာ၅ပါးမှာတပါးယန္တာမရှိပါဘူးကောင်းပြီကွာဒါဖြင့်အနိစ္စဒုက္ခအနတ္တသာရှိတာခန္ဓာ၅ပါးမှာတပါးရဲ့ပုဂ္ဂိုလ်တ attva ရဲ့လို့လေဒီထဲမှာရှိသေးသလားကွာမေးဘယ်နဲ့ဖြေကြမရှိပါဘူးမရှိဘူးဒါဖြင့်ဒီဥစ္စာတွေပုဂ္ဂိုလ်တ attva လည်းမဟုတ်ခန္ဓာ၅ပါးအနိစ္စဒုက္ခအနတ္တတရားသာဟုတ်တော့ဘူးအနိစ္စဒုက္ခအနတ္တတရားသာရှိတယ်ယန္တာလည်းမရှိဘူးသေစရာလည်းမရှိဘူးယန္တာမရှိတော့သေစရာမရှိတော့နောက်ဘာမှမဖြစ်ဘူးဆိုတာလည်းယုတ်တိမရှိဘူးရှိကြရတာကမရှိပါဘူးနောက်ဘာမှမဖြစ်ဘူးဆိုတာပဲယုတ်တိရှိကြမရှိပါဘူးမရှိတော့ဒါပြန်မင်းကြီးခန္ဓာ၅ပါးမှာတော့ယန္တာများရှိသေးလားဆက်မေးပြန်ဘယ်နဲ့ဖြေကြမရှိပါဘူးဒီဟာကိုပဲယန္တာလို့သမုတ်ကြတာပဲခန္ဓာ၅ပါးဘာလို့သမုတ်ကြယန္တာလို့သမုတ်ကြတော့ခန္ဓာ၅ပါးကလည်းဘယ်လိုသမုတ်တာတော့သမှုတွေသက်သာမှုဆိုင်ဖို့ဆွဲကြတာပေါ့ဘယ်ရအနိစ္စဒုက္ခအနတ္တမှာတော့ခန္ဓာ၅ပါးကတရားရှိသေးသလားမရှိပါဘူးဒါသေချာမှတ်ကြပါနော်တရားဓမ္မတို့သေချာမှတ်ကြပါတဲ့သေချာမှတ်မှဒီဥစ္စာညာနဲ့မှသေချာမှတ်မှယနေ့နိဗ္ဗာန်သဘောကျမှာအခုနိဗ္ဗာန်အပမဆွတ်သေးဘူးနိဗ္ဗာန်အပမတွေ့သေးဘူးခန္ဓာနဲ့သတိပညာနဲ့ပရမတ္ထနဲ့ထူးခြားပုံလေးဖွယ်လုံးရှိသေးတယ်မှန်ပါဘယ်လိုလဲရှိသေးတယ်ဆိုတဲ့ဓမ္မတွေကမှတ်ထားကြပါတော့ကောင်းပြီတော့ဖြင့်ဒီကနေ့၅ပါးမှဘာလဲယန္တာများရှိသေးလားရှိပါပါဘုဘုကိုယန္တာပုဂ္ဂိုလ်တ attva လို့ဆိုကြမယ်ခန္ဓာ၅ပါးတော့ပြန်ရဟုတ်ပါဘူးအဲ့တော့ဒီကနေ့၅ပါးကလည်းဒီချာစဉ်းစားပြီးညာနဲ့ကြည့်လိုက်ပြီးဆိုမှအနိစ္စဒုက္ခအနတ္တတရားမှာဘာလို့ရှားရှိသေးရဲ့မရှိပါဘူးမရှိဘူးဒါဖြင့်ကွာမင်းယန္တာသိရင်ပြတ်တယ်ဘုရားတော်မူတာငါသိတယ်ယန္တာသိရင်ပြတ်သွားတာပဲဘာမှမဖြစ်တော့ဘူးဆိုတော့ဥစ္စာမင်းယန္တာလည်းမရှိဘူးပြတ်เสียလည်းမရှိဘူးဘာမှမဖြစ်ဘူးဆိုတော့စကားလည်းအတိတ်ပဲဘာမှမရဘူးဆိုနိုင်ရဒါကြကြစဉ်းစားပြီးနောက်တော့မှာမြတ်စွာဘုရားတရားဟောတော်မူတာရှင်သာရိပုတ္တရာတော်ဟောတော်မူတာဖြစ်နေသောကြောင့်ပရမရှိဥစွာဘုန်းကြီးကအမှန်တန်ရှင်းလင်းပြီးနောက်ဆုံးကောက်တိုင်ဘုရားကြီးတို့ဘုရားတို့ပြောရနော်ပြောရတယ်တဲ့ဒီစကားမျိုးကအမတမလည်းကတိကတနိုင်တယ်ဥက္ကမောင်ရမှန်ပါဗျာကတိကတသိနိုင်တဲ့စကားတွေမယူရလို့ရှိရင်လည်းဥစ္စေရတွေသွားတယ်စကားတစ်မျိုးကြီးလိုက်ပြန်တဲ့သတ္တရတွေရှိတယ်သွားပြန်သွားနေတော့တော့ခက်တယ်မှန်ပါကောင်းပြီတော့ဖြင့်ခန္ဓာ၅ပါးမှာကယန္တာမရှိဘူးဆိုတာကိုသိကြကြသိကြပါဗျာဒါပြန်ခန္ဓာ၅ပါးရှိခဲ့လို့ရှိရင်လည်းအနိစ္စဒုက္ခအနတ္တပဲဖြစ်မှာမှန်ပါကောင်းပြီဒါဖြင့်ဒီလိုသိထားကြတော့ဒကာဓမ္မတွေယောက်ျားမိန်းမဆိုတာသမှုရိသစ္စာနော်အတွင်းသားရှိတာကဘာပါလဲဒီခန္ဓာ၅ပါးစုပဲရှိနေတော့ခန္ဓာ၅ပါးကလည်းနာမပညာသာရှိပါတယ်သူ့ပင်ကိုလက္ခဏာသဘောကြည့်လိုက်တော့အနိစ္စဒုက္ခအနတ္တပဲဟုတ်ပါဘူးဘုရားဖြစ်ပြအိဋ္ဌာဖြစ်မှုပြမှုအိဋ္ဌာဒုက္ခသတ္တဝါရဲ့ရှိတာလို့မရဘူးသူသဘောနဲ့သူပြည့်တင်ကြပြည့်တော့ကြောင့်အနတ္တမစွမ်းနိုင်ဘူးလို့ပြောပါဘူး
ဆိုနိုင်ကြပါတယ်ဆိုတော့သေချာမှတ်တာပါကောင်းပြီဒါဖြင့်ခန္ဓာ၅ပါးမှာတပါးပုဂ္ဂိုလ်တ attva မရှိဘူးဆိုတော့ဒါဖြင့်ယမကကဟောဒါဖြင့်ဗျာရှင်သာရိပုတ္တရာမေးလိုက်တယ်ယန္တာဆိုတဲ့ဥစ္စာကွာတဲ့မရှိပါဘူးတဲ့မင်းကယန္တာသိရင်ပြတ်တယ်ဆိုတော့ယန္တာရောဒီထက်ရှားတွေ့ကြသေးအခုခင်ဗျားတို့ခံရတဲ့ဉာဏ်နဲ့သာရှားယန္တာတွေ့ရလားတွေ့ပါဘူးဒါပြင်ယန္တာမှမတွေ့ဘဲနဲ့ယန္တာသိဆိုတာကိုရှိနိုင်မှာမရှိပါဘူးသိပြီးနောက်ဘာမှမဖြစ်ဘူးဆိုတာကိုမရှိနိုင်ပါဘူးတဲ့ဒီစကားတွေရှိတာကဘာလို့မေးတော့ဘာဖြစ်ကြလဲခန္ဓာ၅ပါးမှတပါးကိုယန္တာရှားတွေ့သေးရလားခန္ဓာ၅ပါးပေါင်းစုပြီးသမုတ်ကြဒါပဲရှိနော်ပေါင်းနေတာဖြင့်သူဒီယမကရေမင်းတွေကလို့ရှင်ဖြင့်ဝေဒနာတစ်ခုကိုဝေဒနာအနိစ္စလားအနိစ္စလားလို့မေးပြန်တော့အနိစ္စပဲရှိ၎င်းအနိစ္စဖြစ်တဲ့တရားဒုက္ခလားဒုက္ခလားလို့မေးပြန်အဲ့ဒီအနိစ္စဒုက္ခဖြစ်တဲ့တရားဟာနာငါဥစ္စာလို့ဆိုနေရဲ့မဆိုနိုင်အနတ္တပဲဆိုတာကတပါးတစ်ပါးမှာဒီတိုင်းမရှင်းသေးဘူးလားဒါပြန်အနိစ္စဒုက္ခဖြစ်တဲ့တရားတွေလို့မဆိုနိုင်ဘူးလားအဲ့တော့ဒီလိုဟောလိုက်တော့ဒါဖြင့်သူခန္ဓာ၅ပါးညာနဲ့လဲပြီးဒီကလာကြည့်လိုက်တော့ဟောရမတ္တနဲ့ဥပဒေသူဒီသောတာပန်တိနေသဒုက္ခအနတ္တမြန်နေသဒုက္ခအနတ္တမုန်းဖို့ဗျာအနေသဒုက္ခအနတ္တဆုံးတော့ဗျာဆုံးတော့တဲ့အတွက်သူသောတာပန်တိသောတာပန်တိတော့ဟေးရှင်သာရိပုတ္တရာသိမင်းရဟန္တာတွေပြတ်တယ်ဘုရားတော်မူတာမင်းသိတယ်ရဟန္တာသေပြီးချမ်းမယ်နဲ့ပြတ်သွားတယ်ပြတ်ပြီးဘာမှမဖြစ်ဘူးဆိုတော့မင်းယူသေးသလားမယူပါဘူးဗျာတဲ့အခုတော့အရှင်ဘုရားတရားနာရတယ်ဒီလိုမယူတော့ဒါလက္ခဏာတွေတော့လည်းခုသွားတယ်ဆိုတဲ့အိဗယ်ပေါ့ဗျာကောင်းပြီဒါကလူရမ်းမကြသေးဘူးပဲကြီးကဒါသူတော့မှဖြစ်အောင်လေးရှိတယ်ဒါဖြင့်မဲအရင်တော့ယူထားတယ်အဲ့တော့မြတ်စွာဘုရားဟောတော်မူတာငါသိပါတယ်ရဟန္တာသေလို့ရှိရင်ပြတ်တာပဲပြတ်ပြီးချမ်းမဲ့နိုင်သေတယ်ပြတ်တယ်ဆိုတာသေတာပဲသေပြီးချမ်းမဲ့နိုင်ဘာမှမဖြစ်ဘူးဆိုပြီးမင်းယူရယူဟာမင်းအခုဘယ်လိုဖြစ်လဲမေးသောတာပန်ဖြစ်ပြီးမှဖြေတာနော်အဲ့တော့ဒီဖြေဒီလုံလောက်တဲ့ဖြေလို့မဆိုနိုင်ဘူးဆိုနိုင်ပါဘူးငါကသူဥစ္စေရတိဥစ္စေရတိကျွတ်ပြီးဒီကရလက်ခံရည်သုံးပါးပြပြီးတရားဟောလို့သူဟောရမှတ်တဲ့နဲ့ခန္ဓာညာရောက်ပြီးသောတာပန်တည်သောတာပန်လေးတော့မင်းရှိကအယူပါဘုရားတော်မူတာငါသိပါတယ်မင်းပြောရဟန္တာသိရင်ပြတ်ပြတ်ပြီးဒီရှားမယ်နဲ့ဘာမှမဖြစ်ဘူးအဲ့ဒါမင်းအခုမင်းကိုလာမေးရင်မင်းပဲလို့ဖြစ်လို့ဆိုတော့ဥပဒေမလုံးတော့ဘူးလားသူဘာဖြစ်နေလဲသူ့ရှင်တွေကအဲ့ဒါမှဒီနေဆိုတော့ဒိဋ္ဌဓမ္မောပတ္တဓမ္မောဆိုတဲ့နိဗ္ဗာန်ကိုဒိဋ္ဌဓမ္မောသူမြင်နေပတ္တဓမ္မောသူညာဖြင့်ရောက်နေဘူးလားဝိရိဒဓမ္မောဆိုတော့သူကသူဆုံးဖြတ်ချက်တာချမ်းသာဆုံးပဲဆိုတော့ဆုံးဖြတ်ချက်ချပြီးသားလို့ဆိုနိုင်မလားပရိယောဂနာဓမ္မောတဲ့ညာဖြင့်ကိုသက်ဝင်ပြီးမောလာနိဗ္ဗာန်ရှိတယ်စိတ်နာဝိသိကိစ္စတဲ့ဝိသိကိစ္စရှိသေးလားဝိသိကိစ္စကဝိသိကတန်ကတော့တဲ့တန်တရားတွေနဲ့ဆွေးနေသေးလားဝေသာရိစ္ဆဘတ်တော်တဲ့ရဲရင်ရင်လို့ရောက်ပြီတဲ့အသက်တောင်သေခံနိုင်ပြီတဲ့ဘုရားတရားတန်ခါမဟုတ်ဘူးဆိုတာတော့သူမဆိုနိုင်တော့အသက်သာဆွနိုင်တယ်ဝေသာရိစ္ဆဆိုရင်ရဲရင်လို့ရောက်ဘာလို့တန်ကြီးရဲရင်လို့ရောက်တာပဲကောင်းပြီဒါကြောင့်မင်းကိုတဲ့အခြားသောပုဂ္ဂိုလ်များကမင်းယူထားတဲ့အယူပြောစမ်းပါလို့ဆိုလို့ရှိရင်ဖြင့်မင်းရင်တော့ယူထားတဲ့ယူကိုသူများကလာမေးလို့ရှိရင်မင်းပဲလို့ဖြေမယ်ဆိုတော့ဥပဒေဒီဥစ္စာသေချာသားပါတော့မပါဘူးလားသေချာသားပါတော့နိဗ္ဗာန်ကိုကိုယ်တိုင်တွေ့တဲ့ပုဂ္ဂိုလ်ကသူ့ယူကိုပြောင်းပြီးတဲ့ကာလသူအကောင်းဖြေတော့မယ်ဆိုတဲ့ဥစ္စာခင်ဗျားတို့သေချာမှမှန်ပါဘူးသူ့ယူလည်းပြောင်းအမှန်ကိုလည်းဖြေတော့မှာဆိုတော့ဒီတရားတွေကလည်းရှင်တို့တခါတော့မှပြေကြလားနိဗ္ဗာန်ကြောင့်ကောင်းကောင်းသဘောကျဖို့ပဲဆိုတဲ့ဥစ္စာဝိချက်ကတော့မှားတယ်။ရဟန္တာအတ္တရဏဖြေမှာ။ငါကလူဒိဋ္ဌိဥစ္စေရဒိဋ္ဌိဥစ္စေရဒိဋ္ဌိကနေပြီးသောတာပန်တည်အောင်ရှင်သာရိပုတ္တရာခန္ဓာ၅ပါးပြပြီးလက္ခဏာ၃ပါးနဲ့ဟောလိုက်တယ်။ဟောလိုက်တော့သူသောတာပန်မတည်လား။တည်ပါဘူး။တည်ပြီးတော့ခါကျမင်းသောတာပန်တည်ပြီးပြီဆိုတော့ရှင်သာရိပုတ္တရာသိတော့မင်းအရင်ကယူထားတဲ့ယူကိုတဘာသောပုဂ္ဂိုလ်များလာမေးမင်းပဲဖြစ်လို့ဒါကသူ့ယူထားတာအဲ့ဒါအယူကလည်းဥစ္စေတရေရောသောတာရေရောသောတာပန်ကလည်းပယ်ခဲ့ပြီးသားဖြစ်နေပြီ
အဲ့ဒီယူနဲ့သူဖြေဦးမလားအယူမှန်နဲ့ဖြေမှာဒါဖြင့်အယူမှန်နဲ့ဖြေလို့ရှိရင်ဖြင့်ဒီဖြေဒီဘုန်းကြီးဓမ္မတွေကစဉ်းစားရမယ်ဟောဒီတဲ့မှန်နဲ့ဖြေတော့မရှိဘူးဒါနိဗ္ဗာန်ကိုဒီတဲ့မှန်နဲ့ဖြေမရှိဘူးသူကိုယ်တိုင်မြင်သူကိုယ်တိုင်ရောက်ရတယ်ဖြေမဲ့ဖြေဆိုတာဖြင့်ရှင်းသေးဘူးလားရှင်းပါပါကောင်းပြီဒါဖြင့်တပည့်တော်ဖြေရလို့ရှိရင်ဒီလိုဖြေမှာပါပဲဟောပေါ်လာပြီတပည့်တော်ဖြေရင်ဒီလိုဖြေမှာပဲတဲ့ယုတ်တရားပါဗျာတဲ့အနိစ္စကဒုက္ခလားလို့မေးလို့ရှိရင်ဖြင့်တပည့်တော်ကလည်းအနိစ္စလို့ဖြေမှာဒါကအနိစ္စဖြစ်တဲ့တရားဒုက္ခလားဒုက္ခလားလို့သူများလာမေးလို့ရှိရင်လေတပည့်တော်ဒုက္ခလို့ဖြေမှာဟုတ်လားနိစ္စလားမေးတော့သူကလည်းဖြေတယ်အနိစ္စရောက်တဲ့တရားဒုက္ခလားဒုက္ခလားလို့မေးလိုက်ကြတော့ဒုက္ခလို့ပဲသူဖြေလိုက်တယ်တဲ့အဲ့ဒါကိုတဲ့ညာလာသေးတော့ဘယ်သွားကြုံလို့တခါဘုပုဂ္ဂိုလ်မေးထားတော့တပည့်တော်ဖြေရတော့မှာပဲအဲ့ဒီဒုက္ခမရှိတော့ဘူးလို့ဒုက္ခကုန်သွားတယ်လို့ဆိုတာတပည့်တော်ဖြေမယ်ရမလားဒါတဲ့ဒုက္ခချုပ်သွားတယ်ဒုက္ခကုန်သွားတယ်လို့ဖြေရတယ်ပြန်ပြီဒီကရင်မေးဘူးလားအားငယ်အားမတွေပါတဲ့တော့နိဗ္ဗာန်ဆိုတာမရှိတာလားဒုက္ခကုန်သွားတာဒုက္ခကုန်တာနိဗ္ဗာန်ပါလားတရားဓမ္မတွေမရှိတာနိဗ္ဗာန်ဟုတ်ပါရဲ့လားဟုတ်ပါဘူးဒါဖြင့်နိဗ္ဗာန်ဆိုတာဘာလို့လဲလို့ရှိရင်ဖြင့်အနိစ္စလားနိစ္စလားဆိုလို့ရှိရင်အနိစ္စဒီဘက်ကလည်းတစ်ခုပါလေငါကအတူတူပေါ့ဗျာဒုက္ခလားဒုက္ခလားမေးပြန်ဒုက္ခဒါဖြင့်ညာနာကြရင်ဘယ်သွားကြတော့ဆိုဒုက္ခမရှိတာကိုဆိုတာဗျာဒုက္ခကုန်သွားရှင်းမလားဒါလည်းမယ်ဒုက္ခဒုက္ခချုပ်ငြိမ်းရုပ်သိပြီးဒုက္ခကုန်သွားတာဆိုတာကိုဆိုတာနိဗ္ဗာန်ဆိုတာဒုက္ခမရှိတာဆိုတာဘောရလားနိဗ္ဗာန်ဘာပါလဲဒုက္ခချုပ်ငြိမ်းရုပ်ကဒုက္ခကုန်သွားတာကိုဆိုတာပါတဲ့ရှင်းကြပါရဲ့ဓမ္မရှင်းပါပြီကောင်းပြီဒါဖြင့်ဓမ္မတွေနိဗ္ဗာန်ဆိုတာဘာပါလဲဒါဖြင့်ခန္ဓာ၅ပါးအနိစ္စလားနိစ္စလားမေးပြီနိစ္စပါငါရဲ့ရှိခြင်းနိစ္စလားတဲ့အဲ့ဒီနိစ္စဖြစ်တဲ့ခန္ဓာ၅ပါးဒုက္ခလားဒုက္ခလားလို့မေးလိုက်ဒုက္ခဒါဖြင့်ရဟန္တာပုဂ္ဂိုလ်တွေကလည်းဆိုလို့ရှိရင်ဖြင့်သေတဲ့အခါဘယ်ရောက်တုံးဆိုလို့ရှိရင်ဒုက္ခကုန်သွားတာကိုဆိုတယ်မှန်ပါရှင်းမလားရှင်းပါပြီရဟန္တာပုဂ္ဂိုလ်သေတော့ဘယ်ကြွအောင်ဆိုဘာမှမကြွဘူးဒုက္ခကုန်သွားတာလေဘယ်မှမကြွဘူးရှင်းကြလားရှင်းပါပြီရဟန္တာပြိဋိဘံစံတဲ့အခါဘယ်ကြွသွားပါလိမ့်ဒုက္ခကုန်သွားပြီဒုက္ခသိမ်းရဲ့ဒုက္ခဆုံးတာပဲရှိရှင်းမလားရှင်းပါနောက်ကဓမ္မတွေပါတယ်တော့ဒုက္ခကုန်သွားတယ်ဒုက္ခမရှိတော့တာဒီကားလို့ဆိုလို့ရှိရင်ဖြင့်အဲ့ဒါရဟန္တာသေးလို့ကြွသွားတဲ့နေရာပဲသဘောကျမှန်ပါရဟန္တာတကယ်ကြွသွားတာကဒုက္ခမရှိတာဖြစ်သွားတာလားတော့မေးလိုက်တော့ဒုက္ခမရှိတာဖြစ်သွားတာနိဗ္ဗာန်ဒုက္ခမရှိတာတက်ပါလားဆိုတော့တက်တာမဖြစ်ရှင်းရလားနိဗ္ဗာန်ဆိုတော့ဘာပါလဲဒုက္ခမရှိတာဒုက္ခမရှိတာဆိုတော့ခင်ဗျားတို့ခန္ဓာကိုယ်ကြီးကလည်းအနိစ္စလားနိစ္စလားမေးတော့အဲ့ဒီအနိစ္စဖြစ်တဲ့ခန္ဓာကိုယ်ကြီးကဒုက္ခလားဒုက္ခလားမေးလိုက်ဒုက္ခဒါဖြင့်ရဟန္တာတည်တဲ့အခါကျလို့ရှိရင်ဖြင့်ဘယ်လိုဖြစ်သွားတာလဲဒီဒုက္ခတွေမရှိတာရှင်းပါဒါကခန္ဓာ၅ပါးဒုက္ခခန္ဓာ၅ပါးဒုက္ခမရှိခန္ဓာ၅ပါးဒုက္ခမရှိတာချုပ်တာငြိမ့်တာဘာခေါ်ကြနိဗ္ဗာန်နိဗ္ဗာန်ဆိုတာဒီကားလို့ရှင်တခြားမှမနေကြပါနဲ့တော့လို့ဘုန်းကြီးကယမကဆိုကြလို့ဒီကာလဒုက္ခမရှိတာနိဗ္ဗာန်ပါပဲလို့မှတ်လိုက်ပါလို့သေချာဆုံးဖြတ်ချက်ချပေးတယ်မှန်ပါပါရှင်းပါရဲ့ရှင်းပါပါပြန်မေးဦးမယ်ခန္ဓာ၅ပါးဒီအနိစ္စလားနိစ္စလားနိစ္စပါ၎င်းနိစ္စဖြစ်တဲ့တရားဖြစ်ပြီးခဏခဏပြည့်နေရတဲ့ဆင်းနေရသောကြောင့်ဒုက္ခလားဒုက္ခလားဒုက္ခပါဒါဖြင့်ရဟန္တာတည်တဲ့အခါဘယ်ကြွကြုံလို့ဆင်းဘယ်နဲ့ဖြစ်ဒုက္ခပါဒုက္ခချုပ်ငြိမ်းသွားတာကိုဆိုတာမှန်ပါဘာကြဒါဖြင့်ဒုက္ခချုပ်ငြိမ်းပြီးဒီကလာသွားတော့ရဟန္တာပြိဋိဘံမစံခင်ပဲသူတွေ့နေရတာဘာတွေ့နေရလဲဒုက္ခချုပ်ငြိမ်းတာတွေ့သူသရမဘတ်တို့ဘာလို့ဝင်စားတဲ့အခါမှာဥပ္ပယီဘာတွေ့ရဒုက္ခချုပ်ငြိမ်းတာဒုက္ခချုပ်ငြိမ်းတာတွေ့ရဒုက္ခချုပ်ငြိမ်းတာတွေ့ရတော့နိဗ္ဗာန်ဆိုတာဘာပါလဲမလို့ဆိုတော့ဒုက္ခမရှိတာတက်တက်ကိုရှင်းညာဒုက္ခမရှိတာတက်တက်ဖြင့်တရားဓမ္မတွေဒုက္ခမယောမရှိတဲ့ဒုက္ခတက်တက်သွားဖြစ်ရှင်းနိဗ္ဗာန်ဆိုတာဘာတက်တက်ပါဒုက္ခတက်တယ်ဘာ
ဘာကြောင့်ဒုက္ခကအကုန်ချုပ်ဒုက္ခကအကုန်ချုပ်ဘာဖြစ်လို့လဲဆိုတော့မေတ္တာသစ္စာဒုက္ခပိုင်းခြားဖြစ်ခဲ့တော့ဒုက္ခကိုရှင်းရဒုက္ခကုန်ချုပ်တော့ဘာကြမ်းနေရလာဒါဖြင့်နေသူကြောက်သွားတာလားဒုက္ခကြံရတာလားတခါစဉ်းစားဒုက္ခကြံရတယ်ဆိုတော့ရှင်းမလားဒါပြန်ရလာတယ်လို့ရှိရင်နောက်ဘာမှမဖြစ်ဘူးလို့ဆိုကြမလားဒုက္ခနဲ့နေရတယ်လို့ဆိုကြမလားရှင်းဒါပြန်ပြတ်တာလားဒုက္ခရတာဒါဖြင့်ကြိုက်ကြမှာလေဗျာဓမ္မတွေအားလုံးကလည်းကြိုက်ပါဒုက္ခမရှိလို့ဒုက္ခနဲ့နေရပါတယ်ဒုက္ခမြင်မှမဖက်ပါဘူးဒုက္ခတက်တက်ပါပဲဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့ဒီရတော့ကောင်းတဲ့နေရာဌာနတော့မရှိဘူးမရှိပါဘူးမစရဘူးတော့အာငါမတွေဒီနေ့တရားတဲ့သစ္စာနဲ့ဆက်ချက်ချက်တဲ့ကကြားပေါက်ပြီးမနေ့ကနိဗ္ဗာန်ဟောလို့နိဗ္ဗာန်မရှင်းမှဆိုလို့ပြန်ရှင်းဟုတ်ပြီနော်ဒီနေ့နိဗ္ဗာန်မှာရှင်းတော့ရှင်းမှာရှင်းမရှင်းကြဆိုတော့ရှင်းလို့ရှင်းအောင်လို့နိဗ္ဗာန်ဝတ္ထုထုတ်ပြသဘောကျကြပါဘူးဒါဖြင့်ခင်ဗျားတို့30ပုံကြိုက်နေဒုက္ခကြိုက်ပေါ့ဘာလို့အနိစ္စဒုက္ခကြိုက်30ပုံကဘာလေးရှိတယ်အနိစ္စဒုက္ခလည်းမမြဲတာရဲ့ဆင်းရဲတာပဲမကိုင်းတာရဲ့ဒါပဲရှိတယ်မဟုတ်လားနိဗ္ဗာန်ဆိုတော့အနိစ္စလည်းမရှိဘူးတဲ့ဒုက္ခလည်းမရှိတော့ဘူးဒုက္ခဟူ၍အကုန်ချုပ်သွားတာဒါဒုက္ခဝိသေကုံချုပ်သွားတဲ့ခါကျလို့ရှိရင်ဖြင့်ဗာများကြံရင်ပါလိမ့်မလို့ဟာဒုက္ခချုပ်တာဒုက္ခကြံရင်မှာဘောဟုတ်လားဒုက္ခကဘယ်လိုဒုက္ခတော့လို့တစ်ခါဆက်မေးတော့မှဘယ်လိုချမ်းသာတာဟုတ်ရှင်ပြချမ်းသာကိုပြောစမ်းပါဦးတတိယလောကမှာဇာတိကကိုနေမှုထိုင်မှုတဲ့ဒုက္ခယူရတာနဲ့ရှင်ပြီးနှိုင်းဆက်ရမှာလေဟုတ်ဘာလို့မေးဖို့ဆိုလို့လားလို့ပါအဲ့တော့ခင်ဗျားတို့ဥပမာပြရဥပမာပြရမယ်ယမဘေရိုင်းဆိုတာအကြည့်အဟောက်အပုတ်ကိုကြိုက်ရာတော်ဆိုတာကဘောင်းကြီးတို့ကိုမကြိုက်ဘူးလားဒါဖြင့်ယမဘေရိုင်းကြိုက်ကိုစားလို့တောက်ဘူးတဲ့ပုဂ္ဂိုလ်ကဒကာဓမ္မတို့သူ့ကြိုက်ဘူးတဲ့အကြိုက်မျိုးတဲ့ဘယ်အကြိုက်မျိုးလုံးစင်နိဗ္ဗာန်ဖြေလို့မရဘူးဘာကြီးရပါခင်ဗျားတို့ယမဘေရိုင်းကြိုက်သဘောကျလားကြားပါနေပြောတာမဟုတ်ပါဘူးဆရာဟောတာပါနော်ခင်ဗျားတို့ကျတော့ကြိုက်နေတာကဘာကြိုက်နေတာလဲဆိုတာပုတ်ကြီးဟောဆိုကြပါစို့ဘာကြိုက်နေတူသလုံးဆိုရင်ဘယ်နဲ့ဖြစ်ကြအဲ့ဒါခင်ဗျားတို့ကအခုမဲလို့ရှိရင်နိဗ္ဗာန်တပည့်တို့သာဝတ္တဖုနေဥထိုင်မှုတဲ့ထဲကဘယ်နဲ့ရိုးစွဲများတူပါဟုတ်လားဒီလိုကြိုက်စမ်းပြရစီနေတယ်လို့အမှန်ပါဘယ်လိုလူကယမဘယံဖြစ်နေတာဟုတ်လားယမဘယံဖြစ်နေတော့ဘိုးတဲ့သူ့အတွက်ဘယ်လိုဘာနဲ့တူတယ်လို့ဖြေလိုက်ရင်ဖြေလိုက်လို့အမှားကြီးဖြစ်တယ်မှားဘယ်နဲ့လဲမှားဘူးရှင်းတော့ကြလားဖြေလိုက်ရင်ကတော့ဘယ်နဲ့လဲမှားဘာကြောင့်ကိုယ်ကပါတော့ဘာလို့လဲပြောတော့လောဘဒေါသမောဟဆိုတော့ကိလေသာညစ်ကြေးကိုကိလေသာကြိုက်တာပြောအောင်ဟုတ်ကျက်ကြိုက်နေတာကညာနဲ့ကြိုက်တယ်လားကိလေသာနဲ့ကြိုက်နေကြကိလေသာနဲ့ကြိုက်တာဟူတည်းကလည်းအနိဋ္ဌာယုံကြည့်မကောင်းတာကြီးပဲဆိုကြပါလေခင်ဗျာရှင်းမလားကိလေသာနဲ့ကြိုက်တာကဘာတွေလဲဒါဖြင့်အနိဋ္ဌာယုံမကောင်းတာတွေဆိုတော့တပည့်တော်တို့နိဗ္ဗာန်ချမ်းသာတယ်ဆိုတဲ့ဥစ္စာဗျာတပည့်တော်ကြိုက်တဲ့အမျိုးသားတွေကဘယ်ဟာမှအလားတူတာလို့မေးရင်ဖြင့်ယမဘိုင်းကအမေးဖြင့်ဟုတ်လားဖြေရတော့ရှိပါမရှိပါဘူးဖြေရတော့မရှိတဲ့ခါကြရရှင်းဖြင့်ယမဘိုင်းကြိုက်နေဖြင့်ဖြေလို့မရရှင်းဘာကြိုက်နေဖြေရအောင်ရာဘုံကြာကြီးဆိုရရန်တာတို့ကြိုက်ပါဗျာရန်တာတို့ဘုရားတို့အရိယာအရောပုံတဲ့ပုဂ္ဂိုလ်တွေအကြိုက်ပေါ့သူတို့ကြိုက်ကဒီဃာရမတွေမှတ်ပါတဲ့ဗုဒ္ဓရမ်းမကြိုက်ဘူးညီရမ်းမကြိုက်ဘူးလောင်ရမ်းမကြိုက်ဘူးဖြည့်ပြနေတာလည်းမကြိုက်ဘူးဘုရားလည်းမကြိုက်ဘူးသဘောကျလားမှန်ပါဘုရားလည်းမကြိုက်ညီရမ်းမကြိုက်ဘူးဖြည့်ပြနေတာရောမကြိုက်ဘူးအိဋ္ဌဒုက္ခရောမကြိုက်ဘူးမကြိုက်တော့ဩဒါဖြင့်ဗုဒ္ဓညီရလောင်တာအပါထမကြိုက်เสียဧကံပဲဘုထုံဆုံးပဲလက်ချက်မပေါ်မလောင်နဲ့အနိစ္စဒုက္ခအနတ္တတော့မကြိုက်ကြိုက်ကြလားကြိုက်ပါဘူးအနိစ္စဒုက္ခအနတ္တဆိုတဲ့ယုံနာဓမ္မတွေခဏခဏပြောင်းလဲလှုပ်ရှားရှင်းယုံနာဓမ္မတွေခဏခဏပြောင်းလဲလှုပ်ရှားနေတာအနိစ္စဒုက္ခအနတ္တပဲလို့မဆိုနိုင်ဘူးလားဆိုပါဘူးဒါပေမဲ့အဲ့ဒီလှုပ်ရှားတာကိုဆိုလို့ရှိတာတောင်မှမကြိုက်ဘူးကြိုက်နေမှာမကြိုက်ဘူးနိဗ္ဗိဒကသရိတံကိုဗျာ
နေတိတ္တကိလေသာမင်းတော့စရိတံလုပ်ပြီးဟောဒီဖြစ်တာကိလေသာကြောင့်ဖြစ်နေတော့ကိလေသာရုပ်ကြောင့်ဖြစ်တဲ့တရားတွေဆိုတော့ဒါတွေဟုတ်နေတာကိလေသာအကြောင်းဆက်လိုက်လို့ရှိရင်ကိလေသာလည်းစားကြတယ်ဆိုရင်ခန္ဓာ၅ပါးထုတ်ပြီးတော့ဖြစ်လာကိလေသာအိတ်ရှင်လို့ဆိုခန္ဓာ၅ပါးထုတ်လို့ဖြစ်မလားဗျာဖြစ်လာပါဗျာငြိမ်ငြိမ်စိမ့်စိမ့်အေးအေးမြမြမဖြစ်မပြည့်ဖဲနဲ့နေနိုင်တဲ့သဘောဟုတ်ပါရဲ့မဟုတ်တော့ဘူးဩဒီစာအကောင်းတဲ့ဟုတ်လို့သုတ်လို့ရှာရှာခဏခဏပြက်ပြားနေတာကိုလို့ဆိုနိုင်တယ်ဆိုနိုင်ပါဘူးအကောင်းလို့ဆိုလို့ရှိရင်လှုပ်ရှားကြရောရှိရလားမရှိပါဘူးပြက်ပြားကြရောမရှိပါဘူးဒါဖြင့်ဒီစာအကောင်းတဲ့လို့ဆိုမလားတဲ့မကောင်းတာလို့ဆိုမကောင်းတာဒါဖြင့်ကြည့်ကြိုက်တဲ့ကမကောင်းတဲ့ဒုက္ခသစ္စာတွေကဘယ်ဒုက္ခသစ္စာနဲ့တူပါလိမ့်မလို့လေတဲ့ဟုတ်လားဘယ်ဒုက္ခသစ္စာနဲ့တူပါလိမ့်မလို့ဆရာဆိုရင်ရမဘဲအမေနဲ့ထူးသေးရဲ့မထူးပါဘူးဒါဖြင့်ဒါနဲ့မဲလို့မရဘူးဗျာအရိယာတို့အဖြေနဲ့ပဲဖြေပါတော့လို့မဆိုရဘူးလေဆိုရပါဘူးအရိယာရဲ့အဖြေကကြည့်ပြီးဒီကအာယုန်တွေတွေ့နေရရင်သူကလောကအာယုန်တွေကိုတွေ့နေရလို့ရှိရင်သူစိတ်ကဒါတွေဒုက္ခတွေလောကအာယုန်တွေတွေ့နေဟုတ်လားအိဋ္ဌတွေပဲဒုက္ခတွေပဲအနတ္တတွေပဲဒါတွေမတွေ့ရအောင်ကောင်းတယ်ဒုက္ခဒုက္ခအနတ္တကိုမတွေ့ရအောင်ဒုက္ခသစ္စာကိုမတွေ့ရအောင်သူစိတ်ကဘာလဲကောင်းဒါဖြင့်နိဗ္ဗာန်မှာအနိစ္စလည်းမရှိဘူးဒုက္ခလည်းမရှိဘူးဟုတ်လားအတုပါလည်းမရှိဘူးဒါတွေမတွေ့ရတဲ့နေရာကိုဘာခေါ်ကြဒါကြောင့်နိဗ္ဗာန်ဆိုတာဒီငြိမ်ငြိမ်သက်သက်နဲ့သူ့ပါသက်သက်ဟုတ်လားငြိမ်သက်ပြီးဒီကလာပြင့်နေတယ်ဒီနိဗ္ဗာန်ဘာလဲငြိမ်သက်ပြီးငြိမ်သက်ပြီးဒီကလာတုံ့ပြန်မရှိဘဲနဲ့အေးချမ်းတဲ့ဘောဓိသက်သက်လို့မှတ်တယ်နော်ပန္တိလက္ခဏာနေရတဲ့သစ္စာပေါ့ဗျာနေရတဲ့သစ္စာနိဗ္ဗာန်ဆိုတဲ့တရားဒီပန္တိလက္ခဏာငြိမ်သက်ခြင်းသဘောလက္ခဏာရှိနိဗ္ဗာန်ပဲလက္ခဏာရှိငြိမ်သက်ခြင်းသဘောလက္ခဏာရှိတယ်ဆိုတဲ့ကိုကခမရတဲ့စိတ်ခန္ဓာ၅ပါးကငြိမ်ကိုမငြိမ်ကံကဖြစ်ပြက်စိတ်ကဖြစ်ကောဥရုကဖြစ်ကောအာရဖြစ်ကောကံကစားထိုးရံပေါ်လာပြန်ငြိမ်ငြိမ်ကိုနေလို့ရနိဗ္ဗာန်ဆိုရကဒီလိုဖြစ်ပြမရှိဘောကြနိဗ္ဗာန်ဆိုတာဒီအကြောင်းတရား၄ပါးကပြည့်ပြန်လို့ဖြစ်အကြောင်းတရား၄ပါးကအကြောင်းရုပ်သိမ်းလိုက်လို့ပြည့်ရှိပါရဲ့မရှိပါဘူးမရှိတော့ဘူးတဲ့ယုံနာဓမ္မတွေဖူသေးကဖြင့်ဖြစ်ဖြစ်ရှိတယ်အမျက်လှရှားနေဘောကြအမျက်လှရှားနေတော့ဆက်လိုက်ဖြစ်လိုက်ပြည့်လိုက်ဆိုတော့မွဲလိုက်သေးလိုက်သွားလိုက်အတုပတွေလည်းဆက်တယ်ဘာကြီးဆွနိုင်မလားခန္ဓာကကြောင်းရနေရတဲ့ဒုက္ခတွေပဲလို့ဒါဖြင့်ခန္ဓာ၅ပါးရဲ့မှာနိဗ္ဗာန်ရှာလို့မတွေ့ဘူးဟုတ်လားခန္ဓာ၅ပါးရဲ့ဒီမှာနိဗ္ဗာန်ရှာလို့မတွေ့ဘူးဆိုတော့ခင်ဗျားတို့စားဦးတဲ့အရာဒါကလည်းခန္ဓာ၅ပါးရဲ့ကကြီးပတ်ခင်ဗျားတို့ရှိဦးရှိဦးရတယ်ကြည့်လိုက်တယ်လည်းအနန္တရားကြီးပတ်ခင်ဘာကြလားအဲ့ဒါဒီထဲရှာလို့ပဲမရအဲ့ဒါတွေကအကြောင်းတရားလေးပါနဲ့ဆက်ွယ်ခင်ဗျားတို့သာဝတ္တဘူးနေဘူးထိုင်မှုတွေဘာနဲ့ဆက်တယ်အကြောင်းတရားလေးပါနဲ့ဆက်တယ်တော့အကြောင်းတရားလေးပါဖြစ်ဆိုတော့ခဏလေးရတာလေးဘာလို့မဖြစ်ရဘူးလဲဖြစ်ပါလားအကြောင်းတရားလေးပါဆက်သိမ့်လိုက်တော့ဒီရတာပြည့်တယ်ဆိုတော့ဖြစ်ပြီးပြည့်နေတာကိုจิตတို့ကအကောင်းထားနေတော့မသိကောင်းပါမဆိုနိုင်ဘူးလားဆိုနိုင်ပါဘူးဟိုမသိကောင်းလားသိကောင်းမသိလို့ကောင်းနေတယ်ရှင်းတော့ကြပါလားနိဗ္ဗာန်ကောင်းတာဒီကောင်းမျိုးလားမဟုတ်ပါဘူးအဲ့ဒါနဲ့နိဗ္ဗာန်ကောင်းတာဘယ်ကောင်းမျိုးပါလိမ့်မလို့သုံးရတဲ့ချရပါလို့ဆိုလို့ရှိရင်နိဗ္ဗာန်ဒီဓမ္မတွေဒီဟာလေးဖတ်တယ်တန်တိလက္ခဏာနေရတဲ့နိဗ္ဗာန်ဆိုတဲ့တန်တိလက္ခဏာငြင်းငြင်းအေးအေးလေးနေခြင်းသဘောလက္ခဏာရှိငြင်းရတဲ့ဘာလက္ခဏာရှိလဲဒီဖြတ်လို့မှမပြည့်ဘူးဘာလို့လဲဒီကလာမယ်အကြောင်းလေးပါးနဲ့ကမဆက်သွယ်ပဲဘူးဗျာခုကကြီးဆက်သွယ်သေးလားဆက်သွယ်ပါဘူးဒါကမှလေနိဗ္ဗာန်ဒီကြောင်းလေးပါးနဲ့ဆက်သွယ်လို့ရှိရင်ဒီကြောင်းလေးပါးကလို့ဖြစ်တယ်ဒီကြောင်းလေးပါးမလုပ်တော့ဘူးဆိုနိဗ္ဗာန်ဖြစ်တယ်ဒီလိုနေဘူးလားအဲ့ဒါဒီကြောင်းလေးပါးနဲ့မဆက်သွယ်တဲ့တရားဖြစ်ပြီးဒီကလာနေသောကြောင့်ဒီနိဗ္ဗာန်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့ဘယ်သူနဲ့မှမဆက်သွယ်ပါနဲ့သူ့ဟာသူပြီးကံတည်တဲ့တရားဒုက္ခချုပ်တဲ့ပုဂ္ဂိုလ်အများကြီးခံစားရတယ်ရင်းပြီလားဒုက္ခချုပ်ပြီးသောပုဂ္ဂိုလ်တွေခံစားရဝေဒနာနဲ့ခံစားရမဟုတ်ဘူးနော်ဝေဒနာနဲ့ခံစားရညာအပြင်တင့်တယ်ပြီးဒီကလာစီကောင်းဖြစ်နေတယ်တရားရင်းပြီလားဒါဖြင့်ဒကာဓမ္မတို့
နိုင်တယ်ဆိုတော့သူကယမခဲရင်ယမခဲရင်စားဘူးတာပဲစားဘူးတာနဲ့တူလုံးဆိုတော့နိဗ္ဗာန်ကနှိုင်းလို့မရဘူးရှင်းကြလားကောင်းပြီဒါနဲ့နိဗ္ဗာန်ဆိုတာဒကာဓမ္မတို့ဘယ်အကြောင်းတရားနဲ့ဆက်သွယ်သတုံးလို့ပြောလို့ရှိရင်ဘယ်အကြောင်းတရားနဲ့မှမဆက်ဘူးဘာကြီးဘယ်အကြောင်းတရားနဲ့ဆက်သွယ်သနကဖြစ်စေတဲ့အကြောင်းနိဗ္ဗာန်ကိုဘယ်လိုလုပ်ထားရဲဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့သနကရောင်းနဲ့ဆက်သွယ်တယ်လို့ဆိုရတယ်နိဗ္ဗာန်ကဘယ်လိုထောက်ပံ့ထားလို့ခိုင်ကန်တည်တတ်နေတာဆိုတော့ဥပသမကကြောင့်ဖြစ်ရအဲ့ဒီလိုသနကအကြောင်းဖြစ်စေတဲ့အကြောင်းနဲ့နိဗ္ဗာန်မှာမရှိဘူးဥပသမကထောက်ပံ့တဲ့အကြောင်းမရှိဘူးဒါဖြင့်နိဗ္ဗာန်ဒီကားလို့ရှင်အဖြစ်เสียဓမ္မတို့ဒီနေ့ကဟောခဲ့တဲ့တွေ့အားလုံးဒကာဓမ္မတွေသနကအကြောင်းလည်းမရှိဖြစ်စေတဲ့အကြောင်းလည်းမရှိထောက်ပံ့တဲ့အကြောင်းမရှိတော့အကြောင်းမရှိတဲ့အတွက်သူပြီးကံတရားလို့ဆိုလိုက်ပါပြီးကံတရားဆိုရင်ပြည့်เสียကြောင်းเสียရွေ့เสียရှိပါလားမရှိဘူးပြီးကံတရားကိုပြီးကံတရားဆိုပြည့်เสียကြောင်းเสียရွေ့เสียသိမ့်เสียမှတ်เสียဒကာဓမ္မမရှိဘူးတဲ့ဒါဖြင့်အဲ့ဒီနိဗ္ဗာန်ဒီဒကာဓမ္မတို့ဤခိုင်မြဲတဲ့ဒုက္ခနိဗ္ဗာန်ဆိုတာဒါပဲဘာလို့မပြတ်ပါဘူးဟောဒီအကြောင်းနေနဲ့ဘယ်အကြောင်းနဲ့မှမဆက်လို့ခင်ဗျားတို့20လေးကြောင်းနဲ့ဘာမှမဆက်ပါဘူးဘာကြီးပဋ္ဌာန်းပစ္စည်းတော်ခက်တယ်တော်အကြောင်းကျိုးဆက်သွားနေတဲ့တရားပဲဆိုတော့သူနဲ့ကိုလည်းမဆက်ဘူးဆက်တော့တပည့်ကြကြလားဘာကြောက်ကြသူနဲ့မဆက်မှာကသူနဲ့ဆက်နေရင်အချက်ကပြုံးမှာပြုတ်ပြီလားအကြောင်းချုပ်တယ်အကျိုးကချုပ်ပါအကျိုးချုပ်ရမယ်ဆိုတော့နိဗ္ဗာန်ဆိုတာနိစ္စနိဗ္ဗာန်မဟုတ်ဘူးအနိစ္စနိဗ္ဗာန်ဖြစ်သွားတယ်အနိစ္စနိဗ္ဗာန်ပြန်လေးသိမြင်ကဘာသင်္ကာရကျင့်နေကြမလို့ပါဘူးအနိစ္စနိဗ္ဗာန်ခင်ဗျားတို့နတ်ပြည်သွားနေတဲ့ကုသိုလ်အရှင်ကုန်ပြုတ်မှာပဲဒါအနိစ္စနိဗ္ဗာန်ပဲဟုတ်ကဲ့အဲ့ဒါဒီနိဗ္ဗာန်ကတော့ဒီလိုမဟုတ်ဘူးတရားဓမ္မတို့အကြောင်းတွေဟူတွေ့နေဘယ်အကြောင်းနဲ့မှမဆက်တဲ့ကံနဲ့လည်းမဆက်ဘူးစိတ်နဲ့ရောမဆက်ဘူးကုသိုလ်နဲ့မဆက်ဘူးအာဟာရနဲ့မဆက်ဘူးကောင်းပြီကြံတဲ့ပဋ္ဌာန်းလာတဲ့24ကြောင်းနဲ့မဆက်ဘူးတဲ့အောက်ချုပ်ပြီးကြည့်ကြတော့ဖြစ်စေတဲ့အကြောင်းထောက်ပံ့တဲ့အကြောင်းနဲ့ကောမဆက်ဘူးအကြောင်းမျိုးစုဒီထောင်ထားတဲ့တရားမဟုတ်တဘာဝဓမ္မပင်ကိုကဒီရောက်အထုတ်တဲ့ပုဂ္ဂိုလ်တို့နေရာထိုင်ရာဒီရာဌာနရဲ့ဒီရောက်တဲ့နည်းကိုလိုက်တဲ့ပုဂ္ဂိုလ်တို့နေရာထိုင်ရာဒီရာဌာနဒီရာအောင်ပြီးတာဌာနအဲ့ဒါကြလားဒါနဲ့ရောက်တဲ့ပုဂ္ဂိုလ်သားရင်ထိုက်တဲ့ပစ္စည်းရောက်အထုတ်တဲ့ပုဂ္ဂိုလ်သားရင်ထိုက်တဲ့ပစ္စည်းဟုတ်လားတဘာဝအကြောင်းတွေနဲ့ဘယ်အကြောင်းနဲ့ငါသွားမယ်လို့လည်းမဆိုပါဘူးဘာကြဒါဖြင့်သောရကတဲ့ရဒကာဓမ္မတွေမဂ္ဂပစ္စယောသူဘုရားမဟုတ်ဘူးလားဆရာမဆိုနိုင်ဘူးလားဆိုနိုင်ပါဘူးဒါပြောရပဲစကားပြောရတော့ကြပါပြောရစကားဆက်လာမဂ္ဂပစ္စယောဆောင်းရောက်ကြောင်းဘယ်ကဆက်တယ်ကိလေသာကိုကာမဝုပကောင်းမှာဆက်သွားတယ်ကောင်းပြီဒါဖြင့်ဆက်သွားတော့ဟုတ်ပြီတဲ့သူဒီကားလို့ဆိုလို့ရှိရင်ဖြင့်သူကရအောင်ပို့နိုင်တယ်မဂ္ဂင်အားထုတ်တဲ့ပုဂ္ဂိုလ်များဒီရောက်တယ်ဟုတ်တယ်တဲ့သူလောက်တာတော့မဟုတ်ဘူးတော့ကြသူလောက်တာသူထောက်ပါတာတော့မဟုတ်ဘူးရှင်းမလားမဂ္ဂပစ္စည်းကမဂ္ဂင်7ပါးကသူလောက်ထားတဲ့နိဗ္ဗာန်ဆိုရသူထောက်ပါတဲ့နိဗ္ဗာန်ဟုတ်လားဒီလိုဆိုရင်သူမဂ္ဂပစ္စည်းကမဂ္ဂင်7ပါးကလည်းနန္ဒမတွေနန္ဒမဆိုအိဋ္ဌဒုက္ခဆိုင်သူပြည့်တပည့်ကြလားမဂ္ဂပစ္စည်းနဲ့လည်းသူဒီမဆက်ပါဘူးသမဂဥပ္ပသမဂနဲ့လည်းမဆက်ပါဘူးဘာကြဒီလမ်းလျှောက်တဲ့ပုဂ္ဂိုလ်ဖြင့်ဒီရောက်မယ်လို့ပြောတာရှိတယ်။မိုက်ငါလို့လုပ်တဲ့ပုဂ္ဂိုလ်ဖြင့်ဒီရောက်မယ်။ဒါကြောင့်သူဒီဘယ်လိုတတ်ကြပါလဲအဖို့ကမှတက်တယ်။အလို့ဓမ္မတက်တယ်။ရှင်းလား။မိုက်ငါကပါပါအဖို့ဓမ္မတက်တယ်ပဲသူဆောက်ထားတဲ့နေရာကိုသူပို့တာလားလို့မေးရင်ဒီလိုမဖြစ်နဲ့။သူဆောက်တည်တောင်ထားတာမဟုတ်ပါဘူး။တပည့်ကြလား။အဲ့ဒါကလည်းရှင်းနေကြတော့အများကြီးกว่าသွားတယ်အများကြီးกว่าတော့ရှင်းနေကြကနေကံဆိုတော့ဘယ်လိုညာလို့ဆက်ရှင်းနေမင်းတို့ဘုံဘုံပြောင်းနေတယ်ဥစ္စာအခုအကြောင်းတွေအကုန်နဲ့ဆက်သွယ်သေးလားဆက်သွယ်ပါဘူးမဂ္ဂပစ္စည်းနဲ့တောင်ဆက်သွယ်မဂ္ဂပစ္စည်းနဲ့တောင်ဇဏကဖြစ်စေတာလားမေးရဲ့ဥပဒံကသူထောက်ပံ့တာလားမေးသူထောက်ပံ့တဲ့အချိန်အစောကုန်သူနိစ္စရောဖြစ်စီရဒီလိုပဲဆက်သွယ်ပါရဲ့လားဒါပြန်မဂ္ဂပစ္စည်းဒီသံပါပကအကြောင်းရောက်စေတဲ့အကြောင်းတော့ဖြစ်တာဟဲ့တီဆောက်တဲ့အကြောင်းထောက်ပံ့တဲ့အကြောင်းဟုတ်ဘူးဒါနဲ့သံပါပကအကြောင်းသံပါပကအကြောင်းဆိုတာလည်းဒီပါပါလေရောက်စေတဲ့
မှတ်ကြပါလေဓမ္မတွေမကင်7ပါးအထုပါခင်ဗျားတို့ဘယ်ကျွန်းမှာဆရာဘုန်းကြီးကနေတိုင်းတိုက်တွန်းပါလေမကင်နဲ့ပွားများပါမကင်နဲ့ပွားများပါလို့ဘာဖြစ်လို့တိုက်တွန်းတာဆိုတာလေယနေ့ပေါ်တော့ရောက်စီတဲ့အကြောင်းဖြစ်တယ်ရှင်းလားရှင်းပါပါပါလေရောက်စီတဲ့အကြောင်းလို့ရှင်းရင်တော့သူရောက်ပဲဟုတ်လားရောက်စီတဲ့အကြောင်းလို့ခေါင်းနဲ့ဩတယ်လို့တော့ဖြင့်မရဘူးပါဘူးဟောတယ်ကသူတော်မရဘူးပြောတော့ပဲခါတယ်ရင်းနေလားဩတယ်ကမရဘူးဆိုတာပေါ်လားပေါ်ပါဘူးတန်ခါးအကြောင်းဆိုတော့ဒကာဓမ္မတွေစဉ်းစားရမယ်ရောက်စီတဲ့အကြောင်းဆိုတာကဘယ်လိုလုံးဆိုမိုက်ကပြည့်ရောဘာကြီးပါလဲမိုက်ကပြည့်မိုက်ကပြည့်ဆောင်းရောက်ကြောင်းဆိုတဲ့ဥစ္စာတွေကဓမ္မတွေကဘာရှိတယ်ဆိုတော့7ပါးသူကတော့ကိလေသာဘောတဲ့ကဆွဲထုတ်ပြီးဒီကလာဟုတ်လားကိလေသာဘောကမ္မဝဥပ္ပကောတဲ့ကဆွဲထုတ်ကိညာပုဂ္ဂိုလ်ဆွဲထုတ်ပြီးဒီကလာသူဒီဘာလို့ပါလိမ့်မလို့ဆိုလို့ရှိရင်ဖြင့်ယထာတဖွယ်ယဉ်တဖွယ်ဒီကဓမ္မတွေရောက်စေအောင်ဒီပို့ပြီးပို့ရှင်းပါယထာတဖွယ်ယဉ်တဖွယ်ချို့နေရာမှာဘုရားဟောတယ်နိုင်ရည်တရားနေကိစ္စအဂရဏိတံယသနာနိဒာနိနာဒါနောဒါနိနာကိစ္စရိဆိုတဲ့နေရာကြတာသူယံပမာဟောဘာကြကြမလားဒါဖြင့်ဖြစ်စေတဲ့အကြောင်းရောက်စေတဲ့ဖြစ်စေတဲ့အကြောင်းထောက်ပံ့တဲ့အကြောင်းမဟုတ်ဒကာရမတို့တန်ပါပကဆိုတဲ့ပါဠိလိုမြန်မာလိုရောက်စေချင်တဲ့ဘယ်ရောက်နေတယ်ဒါဖြင့်မဲ့ခင်လို့လုံးကြမဲ့ခင်လို့မလို့ရင်ယောက်ျောင်းကိုမဖြစ်ပါဘူးကျန်တဲ့လူတွေကိုခင်ဗျားတို့ယောက်ျောင်းဆင်လို့ရှိရင်ဖြင့်တိုက်ရိုက်ချင်လွဲမှာပဲတော်ရကောင်းနည်းနဲ့တော့ကူညီပေးမှာပဲဒါနဒီတော်ရကောင်းနည်းနဲ့မကံခေါ်ရတဲ့ဆရာတွေ့အောင်သူပို့ပြီဒီတော့ဆောက်ဒီတော့တက်ရှည်တော့မကံခေါ်ရတဲ့ဆရာနဲ့ခရမ်းနဲ့သွားတွေ့ရင်တွေ့ပြီးတကားလားသူတို့ကတွေ့အောင်လုပ်တော့ဘုရားကသူတို့ကျေးဇူးမကင်းတော့ဘုရားနဲ့တွေ့ဆရာကောင်းသမားကောင်းနဲ့မတွေ့ဘူးတွေ့တဲ့အခါမကံခေါ်ရတဲ့ဆရာကောင်းနဲ့တွေ့တဲ့အခါကျတော့ဒီလုပ်ကိုပြန်လုပ်ပြီးတော့မှသူကပို့တယ်ပါရှင်းလားရှင်းပါဒါဖြင့်ဒါတွေလည်းအကျိုးမရှိဘူးလားရှိသလားလို့မေးရမှန်းဖြစ်ကြရှိပါလိမ့်မယ်သူတို့ကဘာတော့ဆိုတော့ဥပသမကတွေဥပမိတ်ပြတွေဝိဒါတော့အကြောင်းမခင်ကတော့နီးစွာတော့အကြောင်းဆိုတော့ဒကာဓမ္မတို့နန္ဒအိမ်တော့ရောက်ပြီမဲ့လေတိုင်းတော်ပြည်နာရောက်ပြီမဲ့လေမင်းချောင်းဝင်တဲ့ပုံကမပေါင်းလို့ရှိရင်မင်းနဲ့တွေ့ဖို့တော့ခင်းသူတို့ကမင်းဒီနန္ဒအိမ်တော့ရောက်အောင်လို့ပို့တာပဲမင်းချောင်းဝင်တဲ့မခင်နဲ့မပေါင်းရလို့ရှိရင်နန္ဒအိမ်တော့မရောက်ဘူးရောက်ပါမလားရောက်ပါ။ခိုင်းတော်ပြန်ဒကာဓမ္မတို့ဘယ်ကြောင့်လဲအရေးကြီးဆုံးထားပြီးဒီကလာကျိုးစားမှာလဲဆိုတာယနေ့ပေါ်လာပေါ်ပါလားသူကကြီးပေါ်လာပေါ်ပါဘယ်ကြောင့်မှာမက်ကလေးပါသူကဘယ်လိုကျေးဇူးပြုပါလဲရောက်ပြီနိဗ္ဗာန်ကိုရောက်အောင်ပို့နိုင်တဲ့စွမ်းရည်တတ္တိရှိဟုတ်လားရောက်အောင်ပို့ဆိုတော့ပူကြအောင်လားဟုတ်လားလက်ညှိုးထိုးရုံပဲလားလို့ပြန်ဝေပါဦးလက်ညှိုးထိုးရုံဟုတ်ပါလက်ညှိုးထိုးရုံပြရင်ပြလားမှန်ပါဗျာဘာကြောင့်ပြရင်ပြကြတယ်လို့မဲလို့ရှိရင်ဖြင့်သူ့ကိုကအနိစ္စတရားမှန်ပါမဲခင်7ပါးကနန္ဒမနန္ဒမဆိုတာအနိစ္စလားနိစ္စလားနိစ္စပါအနိစ္စတရားကနိစ္စနာမကတ်နိုင်ဘူးဗျသဘောကျလားသူဟာအနိစ္စကျုပ်တော့အာကိုမနေနဲ့ကျုပ်ကခမရကိုသယ်ဆောင်ပြီးကြတာဟိုရောက်ခမရကိုပြပေးပြီကျုပ်ကအနိစ္စတရားဟိုနာမကတ်နိုင်ဒီအနိစ္စကိုဟုတ်လားမှန်ပါအစ္စုတိရတံသုတိပြည့်ကျွေမသေးနိုင်မဲ့ခိုင်မြဲသောကိစ္စရှိလို့နိဗ္ဗာန်သဘောကျလားသုတိပြည့်ကျွေမသေးနိုင်မဲ့ခိုင်မြဲတဲ့ကိစ္စဘယ်လိုလုပ်သုတိပြည့်ကျွေမသေးနိုင်မဲ့ခိုင်မြဲတဲ့ကိစ္စနိဗ္ဗာန်ဒီပုံမှန်တွေကအနိစ္စဖြစ်နေတော့တော်ရရခင်ဗျသွားတော့ခင်ဗျဟိုတွေ့ဘောဟုတ်လားဘယ်ကြောင့်သူဟိုရအောင်ကဲဒီနေရာတိုင်းမှာဒီနေရာနေပါဒီဟာသားပါဒီဟာတော့ပါကြကိုယ်ကိုယ်ရအောင်မပို့နိုင်ပါလိမ့်မလို့ဆိုတော့ချုပ်ကနေစာတရားတဲ့ရင်းပြီလားနေစာတရားချိန်ကိုသူရအောင်သွားနိုင်ရပြပြီလေအဲ့ဒါပဲဗျာအဲ့ဒီနေရာချမ်းသာတဲ့နေရာပဲဗျာအစ်စ်ပဲဗျာသူကခိုင်နေတဲ့နေရာမင်းဟိုရအောင်လိုက်တော့ပါဆိုတော့ကျုံမတတ်နိုင်ဘူးဘာကြသူကြပါအဲ့ဒါရောက်သေးတဲ့အကြောင်းသာဖြစ်တယ်တဲ့ရောက်လို့နေတဲ့ပုဂ္ဂိုလ်ချမ်းသာမှုအားတော့ဖြင့်သူပေးတာလို့မဆိုလိုက်ပါနဲ့တဲ့ဒီနေရာရောက်တဲ့ပုဂ္ဂိုလ်ကြီးဒီကိစ္စကိုသုံးဆောင်မှုပါရှင်းလားရှင်းပါပြီဒါပြန်နိဗ္ဗာန်ဒီကားရဲ့ဆင်ကြဓမ္မတို့အကျမ်း၄ပါးနဲ့မဆက်ွယ်တာ24ကျမ်းနဲ့မဆက်ွယ်တာပေါ်ချသေးဘူးလား
ပေါ်ပြီဆိုတော့ယမကဖြေလိုက်နိဗ္ဗာန်ဆိုတာဒီယန္တာဆိုတာဒီခန္ဓာ၅ပါးကိုဆိုသည်သဘောကျကြလားယန္တာဆိုတာခန္ဓာ၅ပါးကဟုတ်လားအဲ့ဒီခန္ဓာ၅ပါးယန္တာမဟုတ်တော့ဘူးခန္ဓာ၅ပါးရောက်လာတယ်သမုဒိသစ္စာကလည်းယန္တာရှိတာခန္ဓာ၅ပါးအဲ့ဒါကိုရှင်သာရိပုတ္တရာကငင်းဒီကားလေဆိုလို့ရှိရင်ဖြင့်နိဗ္ဗာန်ယန္တာတည်ရင်ပယ်သွားတယ်ဆိုတာမင်းအခုသောတာပန်ဖြစ်မှဖြေတဲ့ဖြေနဲ့ဖြေချမ်းရှင်းမလားရှင်းပါအခုထပ်ပြောတာခဏတစ်ခါပြောပြီးပါပြီဆိုတော့ထပ်ပြောလိုက်ရှင်းတယ်ရှင်းအောင်လို့တပည့်တော်အခုဖြေရလို့ရှင်းရင်တော့ဖြင့်ဗျာမှန်သေးနဲ့ဖြေရလို့ရှင်းရင်ဖြင့်ခန္ဓာ၅ပါးအိဋ္ဌာလားအိဋ္ဌာလားဆိုအိဋ္ဌာဖြေမှာပဲတကောင်အိဋ္ဌာဒုက္ခလားဒုက္ခလားလို့မေးဒုက္ခလို့တပည့်တော်ဖြေမှာပဲတဲ့ခန္ဓာ၅ပါးယန္တာခန္ဓာ၅ပါးနော်ယန္တာတွေတော့ဘယ်တော့တော့မေးလို့ရှင်းဖြင့်တကောင်အိဋ္ဌာဒုက္ခဖြစ်တဲ့ခန္ဓာဒီဒုက္ခချုပ်ငြိမ်းပြီးဒုက္ခကုန်သွားပြီလို့ပဲပြီးတဲ့ဖြေဘာလဲဒုက္ခချုပ်ငြိမ်းပြီးဒုက္ခကုန်သွားပြီလို့ဖြေဒါကနိဗ္ဗာန်ဆိုတာဒုက္ခချုပ်ငြိမ်းရင်ဒုက္ခကုန်တာအစ်စ်ပါဒါဖြင့်ကျွတ်တော့နေတဲ့ဘက်ကဒုက္ခသစ္စာဟုတ်လားယန္တာများသေလို့ရောက်တဲ့နေရာကနိရောဓသစ္စာဒုက္ခသစ္စာချမ်းသာတဲ့ဒုက္ခသစ္စာဆိုတော့ဒုက္ခကချုပ်တာဒကာရံကတော့ဒုက္ခကျန်ရဲ့သဘောကျလားကျန်ရဲ့ပါဒုက္ခကျန်ရဲ့တဲ့အဲ့တော့ယန္တာသေရင်ပြတ်သွားသလားတဲ့ဒုက္ခနဲ့တွေ့ရသလားအားရယန္တာသေရင်မပြတ်ဘူးဟုတ်လားမပြတ်တော့မပြတ်ရင်လည်းတတ္တလားလို့မေးပြန်တော့လေခဏကအကြောင်းနေနဲ့မဆက်ဘူးဆက်တယ်လားအကြောင်းနေနဲ့မဆက်တယ်ဘူးဆိုတဲ့ဖြင့်ဒကာဓမ္မတို့ဥစ္စေတာလည်းမလွတ်သေးဘူးလားလွတ်ပါဘူးဒုက္ခနဲ့ဒုက္ခနဲ့ဟုတ်လားဒုက္ခချုပ်ပြီးဒုက္ခရမ်းတာကိုယ်ပိုင်ရမရဘူးလားရလိုက်တော့ကိုသင်ပြတ်တာလားမပြတ်ဘူးမပြတ်ဘူးဒုက္ခပြီးဒုက္ခရတာပဲရှင်းမလားရှင်းပါဒါဖြင့်ဆက်နေကြလို့မဲတဲ့အခါကျတော့ဒုက္ခနဲ့ဒုက္ခပฏิပက္ခကြီးဆက်လို့ရတယ်ဆက်လို့မဆက်ဒါဖြင့်နိဗ္ဗာန်တွေကားလို့ရှိရင်သတ္တရမှာလည်းလွတ်ဥစ္စေရမှာလည်းလွတ်တယ်သက်သက်သီးသနိရောဓသစ္စာပဲရှင်းမလားရှင်းပါပြီဒါပါလေသီးသနိရောဓသစ္စာလို့ဆိုတာဒကာဓမ္မတွေသေးသေးချာချာမှတ်ဒါသဘောမကျလို့ရှိရင်ဆွမ်းတော်ဝဲတင်ပြီးတောင်းနေ냐ဆိုလဲခင်ဗျားတို့လိုချင်လို့တောင်းတာလည်းမဟုတ်ဘူးဟုတ်လားသဘောကျလို့တောင်းတာလည်းမဟုတ်ဘူးစာရေးဖတ်တာပဲဟုတ်တယ်ဗျာဆိုတယ်စာရေးဖတ်တာပဲဒကာဓမ္မတွေတောင်းနေတဲ့သူတွေဟာဒီလိုသဘောကျထားတဲ့ပုဂ္ဂိုလ်မှာဒုက္ခချုပ်ငြိမ်းရစေဟာနိဗ္ဗာန်တဲ့အဲ့ဒီဒုက္ခချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုကိုယ်တိုင်မျက်မှောက်ပြုပြီးကိုယ်တိုင်ရောက်ရပါလို့ဤဆိုတဲ့ဒီလိုသဘောကျပြီးမှပြည့်မိဘယောဂနဲ့တောင်းလို့လည်းမရဘူးရပါမလားမရနိုင်ဘူးဆိုတော့ဒီလိုတရားလူကိုနာပြီးတော့မှခင်ဗျားတို့တောင်းမှညာနဲ့ကလည်းဒီဥစ္စာကဒုက္ခသာချုပ်တာပဲဒုက္ခကတော့ကြံနေတာပဲလို့မဆိုရကြဘူးဆိုတော့အဲ့ဒီဒုက္ခဟာအမှန်တန်ချမ်းသာတဲ့ဒုက္ခဆိုတော့ကြောင့်ဘယ်လိုဒုက္ခမျိုးတုံးဆိုတော့ငြိမ်းချမ်းတဲ့ဒုက္ခတန်တိလက္ခဏာနိရောဓသစ္စာမျိုးဗျာနိရောဓသစ္စာခေါင်းကဒုက္ခချုပ်ငြိမ်းသွားတဲ့ဒုက္ခလေးဟာငြိမ်းအေးတဲ့လက္ခဏာရှိတယ်ဣသုတိရသံနဲ့ဒီရောက်တဲ့ပုဂ္ဂိုလ်များသုတိပြည့်စုံမသေးနိုင်တဲ့ခိုင်မြဲတဲ့ဘောနဲ့နေရတယ်ဒီရောက်လို့ရှင်ချမ်းသာလေးသေးတယ်ဘယ်မှမရှိရဘူးတဲ့ခိုင်မြဲနေတယ်ပဲဘာကြရလားအာနိမိတ်တာပိစ္ဆုပ္ပဒါနံတဲ့ဒကာဓမ္မတွေရှုလိုက်တဲ့အခါကျတော့ရှင်ဘာနမိတ်မှမမြင်ဘူးလေအလုံးမမြင်ဘူးအဝါရမမြင်ဘူးဟုတ်လားလေးတော့မမြင်ဘူးအပြားတော့မမြင်ဘူးချမ်းသာတဲ့တက်တက်ကိုမြင်လိုက်အာထုတ်ကြည့်ပါအာထုတ်ကြည့်ချမ်းသာတဲ့တက်တက်ကိုမြင်ရကြပါလားဉာဏ်30နဲ့တက်ကြည့်သေချာတွေ့မယ်ရှင်းရလားရှင်းပါလားဒါတော့ဖြင့်ရှင်မကဥပကြီးတော့ဖြေလိုက်ပုံနောက်ဖြေလိုက်ပုံရှင်းမလားရှင်းပါပြီခန္ဓာ၅ပါးအိဋ္ဌာလားအိဋ္ဌာလားအိဋ္ဌာဒါကောင်းအိဋ္ဌာဖြစ်တဲ့ဒုက္ခလားဒုက္ခလားဒုက္ခပါဒါဖြင့်ခန္ဓာ၅ပါးကိုယန္တာလို့သမုတ်ထားကြတော့ဒီဒုက္ခယန္တာသေတဲ့အခါကျတော့ဘယ်သွားကြုံဆိုလို့ရှိရင်ဒီဒုက္ခတွေချုပ်သွားတယ်ဘာကြဒီဒုက္ခတွေချုပ်သွားတော့ဘာများကိုယ်ပိုင်ရပါလိမ့်မလို့မေးဒုက္ခရတယ်ဆိုတော့ရင်ဘာမှမနိုင်ရနော်ဒုက္ခရတာပဲဒုက္ခချုပ်သွားတာအိဗံပဲရဟနာသေးတဲ့ခါကျလို့ရှိရင်ဖြင့်ပြတ်သွားသလားဆိုတော့မပြတ်ပါဘူးတဲ့ဒုက္ခချုပ်ပြီးဒုက္ခကိုယ်ပိုင်ရတော့ပြတ်ကြလားပြတ်ပါကောင်းပြီမပြတ်လို့ကဒုက္ခနဲ့ဆက်နေတော့နိဗ္ဗာန်ဆိုတော့ဒုက္ခနဲ့နည်းနည်းမှမဆက်ပါဘူးပြတ်သေးရလား
အဲ့တော့သတ္တရဥစ္စေတာကိုလွတ်ပါရဲ့လွတ်ပါသတ္တရဥစ္စေတာလည်းလွတ်မှနိဗ္ဗာန်ရှင်းတာနမမရှင်းဘူးနော်ကဲရှင်းကြပါလားရှင်းပါပါငါလည်းဘုန်းကြီးကပြောတာရှင်းနေတယ်ငါစိတ်ထဲတော့ခါရှုပ်ရှုပ်ပဲဆရာအခုရှောင်းနိုင်တယ်ဟုတ်လားငါစိတ်ထဲခါရှုပ်ရှုပ်မရှိသေးလားမရှိပါဘူးမရှိလို့ရှင်းရင်ခင်ဗျားတို့ခန္ဓာ၅ပါးရတဲ့ပုဂ္ဂိုလ်အပြစ်ကိုရှင်သာရိပုတ္တရာပြန်ဟောတော့ခန္ဓာ၅ပါးရတဲ့ပုဂ္ဂိုလ်လေးအပြစ်ကိုပြောတော့မယ်တဲ့ယမကာတဲ့မင်းအခုငါနဲ့တွေ့လို့နေရကြသွားပြီတဲ့သို့တော်မင်းအခုသောတာပန်တည်သွားပြီရဟန္တာဖြစ်အောင်ဟောမယ်ရှင်းဘာဟောမလဲသောတာပန်တည်လို့ဒီနိဗ္ဗာန်အကြောင်းတောင်သူကိုယ်တိုင်ဖြေနိုင်ပြီအရင်ယူလေးအကုန်ပြဥစ္စေရာတင်ပြသေးဘူးလားပြသွားတော့ရဟန္တာဖြစ်အောင်ဟောမယ်အဲ့တော့ရဟန္တာဖြစ်အောင်ဟောနည်းဆိုတော့လေအမှန်တန်ဖို့တိုင်မယ်သောတာပန်ဖြစ်အောင်တော့ဖြစ်ဟောလို့ပဲနိဗ္ဗာန်တောင်အဖြစ်ထွက်သွားရဟန္တာဖြစ်အောင်ဟောမယ်ဆိုတော့ဥပ္ပယိဒါအမတ္တမကရုဏာမေတ္တာရှိထားတဲ့ကိုတော်ရေးလို့ဥပဒေလုံးဆိုနိုင်မလားဆိုနိုင်တယ်ဆိုတော့ကဲကွာလေရဟန္တာဖြစ်အောင်ငါတရားဘုဒ္ဓဆရာမိုက်တရားဘယ်လိုဖြစ်နေတယ်ဆိုတဲ့ဥစ္စာငါရှင်းပြပါဦးဆိုတော့ခန္ဓာ၅ပါးကသူသားရပြ9ရပ်ပဲဒကာဓမ္မတို့ခန္ဓာ၅ပါးဗါတဲ့ဟောခန္ဓာ၅ပါးရထားတဲ့ပုဂ္ဂိုလ်များသူတို့ကတတ်တန်နဲ့သိရမှာငါဥမောင်လေးခန္ဓာ၅ပါးရတယ်ဥမောင်လေးကဘာနဲ့သိမှာလဲဆိုသူတို့ငါကတရားတော်တတ်လို့ပဲဟုတ်လားဒီဘက်ခန္ဓာကတန်လေးပါမဆိုနိုင်ဘူးလားတန်လေးပါတစ်ပါးပြည့်ရင်ဘာလို့ဒါဖြင့်ဒီဘက်ခန္ဓာကတတ်ဝေဒနာရောက်ပြီသေးတော့ဟုတ်လားသင်ညာကတတ်လိုက်တဲ့အခါများဒီဟာနဲ့ဒီဟာနဲ့တဲ့ဓမ္မရဲ့ရှုပ်ပြီးများအမှားမှားပြီးစားလိုက်တဲ့အခါတခါတည်းခင်ဗျာဆေးမတော့တာဒီသင်ညာတတ်ချင်ဟုတ်ကြလားစိတ်တွေစားမိတာတွေရောသင်ညာမှားမှားတာတွေဓမ္မတွေရိမ့်နေပြီလားအဲ့ဒီသင်ညာကခင်ဗျားတို့ကနာရှိမရှိရှိတော့ဒီသင်ညာသူသားရပြဒါဖြင့်ဒီဘက်ခန္ဓာကလည်းသူသားရပြဝိညာဉ်ခန္ဓာရောသင်္ညာခန္ဓာရောသင်္ခါရခန္ဓာဆိုတဲ့စေနာကရမဟုတ်တဲ့ဒီတွန်းဖို့စေနာမှာတွန်းဖို့ရင်ပို့တာမဟုတ်ဘူးလားပို့ပါစေသွားရလာတဲ့ခါကျတော့ကိုယ်စေနာကြောင့်ကိုသွားကြတာကိုဗျာဒါရင်မှจะပဲငှက်တယ်လို့တော်ကောင်ဘုံဘေးရန်ကြောင့်တော်ကောင်လေမြန်ကြောင့်တော်ကောင်ဟုတ်လားစေနာကသွားလို့တဲ့စေနာကတွန်းထုတ်လိုက်တာနဲ့ပဲဟိုမှာဘေးတွေတန်တွေရန်တွေမှန်တွေနဲ့ဒီချင်းစိုးတရားတွေမရှိဘူးလားဒါဘယ်လိုသတ်တာသင်္ခါရခန္ဓာစေနာသင်္ခါရခန္ဓာစိတ်ကနေများသတ်လိုက်တာတခါတည်းကြတော့ဒကာဓမ္မတို့ကိုဒေါသစိတ်နဲ့များကိုမခံနိုင်မရနိုင်လို့ကိုယ်သင်္ခါနဲ့ပြည့်ကိုကျိုးဆွဲချသေးကိုရေထဲခုန်ကြကိုစိတ်ကခုန်လိုက်သေးလိုက်ဆိုတာနဲ့စိတ်တတ်လို့သေးတာတွေကဒါဖြင့်ခင်ဗျားတို့ရထားတဲ့ခန္ဓာ၅ပါးဘာတွေပါလဲသူသက်ရကြခင်ဗျားတို့ကံကောင်းလို့ခန္ဓာ၅ပါးရတာလားတဲ့သိမင်းတွေရလာတာလားသိမင်းတွေရတယ်ဒါရှင်သာရိပုတ္တရာဟောတာတရားဓမ္မခန္ဓာ၅ပါးပါလေသိမင်းသူသက်ရကြတယ်တဲ့တို့တော့သူတို့ဒီတဲ့ဘယ်လိုပုဂ္ဂိုလ်မှဝင်တတ်နိုင်တယ်ဘယ်လိုပုဂ္ဂိုလ်ကိုဝင်မတတ်နိုင်ဘူးဆိုတာ2မျိုးရှိတယ်ကွာလူမိုက်ကြတော့တတ်တယ်ကွာသဘောကျလူလည်းငါကတော့အကန့်ခံကွာအကန့်ခံရတော့ခံရအကန့်ခံရတော့ပြန်အဲ့ဒါဆက်ဟောပြန်တာပဲဒါဆက်ဟောပြန်တာပဲတဲ့ရှင်သာရိပုတ္တရာကကဲကွာတဲ့ယမကဟောဒီခန္ဓာ၅ပါးဆိုတဲ့ဥစ္စာမင်းတို့ဒီတိုင်းဝင်လို့ရှိရင်ဖြင့်မင်းတို့ဆိုယမကဆိုတဲ့ပုဂ္ဂိုလ်ကံတာ၌ခန္ဓာ၅ပါးကတတ်မလို့ဝင်냐ဆိုတော့မင်းတို့ကအဆောင်လျှောက်ခြင်းနဲ့သတိဝိရိယတွေနဲ့မင်းတို့ကပတ်စံရှိအစရှိဆိုတော့ဝင်ခက်ပြီးကြတာနေတယ်ကွာအဲ့ဒါသူတို့ကဘယ်လိုဝင်လာတော့မေးလို့ရှိရင်ဖြင့်ဒီဘက်ခန္ဓာကလည်းကျုပ်အာယမရပြည့်စုံထမ်းနိုင်ဖို့နဲ့အောင်သွားနိုင်လာနိုင်အောင်ကျုပ်ရွတ်ဆောင်မှမယ်သူချစ်တဲ့ပုဂ္ဂိုလ်ပေါ့ဗျာဒီဘက်ကချစ်တဲ့ပုဂ္ဂိုလ်ခင်ဗျားတို့ပဲထားပါတော့သူတောင်းထားတာချစ်တယ်ရင်းနေလားအဲ့ဒါကကျုပ်ဒီတောင်းအောင်ပြင်းနေလှမ်းလိုက်သွားလိုက်လာလိုက်ကိုလည်းကျုပ်ကရွတ်ဆောင်ပေးပါမယ်ဒီဘက်ခန္ဓာကချစ်တဲ့ပုဂ္ဂိုလ်ရှိဥတိုက်တာပေါ့ဗျာဝိညာဉ်ခန္ဓာကခင်ဗျားဆောက်ချင်တော့ချင်တာတွေဟူကျုပ်ကအကုန်ရွတ်ဆောင်ပေးမယ်သူကလည်းဥတိုက်တာတော့မကြဘူးလားကြောက်တယ်ညာလည်းထုံးလေးဒီပဲဗရာမျိုးလို့ဆိုခင်ဗျာညံကောင်းအောင်အမှတ်ကောင်းအောင်ကျုပ်တော်ဝင်ယူပါမယ်ဆိုပြီးကြတာသူတို့အသီးသီးကိုတတ်တဲ့ပညာနဲ့ကိုတာဝန်ယူကြခင်တဲ့ပုဂ္ဂိုလ်ကိုမှန်ပါပါ
ဘောကြလားဒါကဘေးကအယံတတ်မဲ့လူတွေပေါ့ဗျာခန္ဓာငါးပါးထူထောင်ထားတဲ့ပုဂ္ဂိုလ်ကဒီပုဂ္ဂိုလ်ပေါ့ဗျာရင်းနှီးကြလားထူထောင်ထားတဲ့ကဒီဘက်ကနော်ထူထောင်ထားလို့ရလာတဲ့ခန္ဓာငါးပါးဆိုတာတွေကလည်းခမည်းတော်ကိုတတ်မလို့ရတယ်ရှင်းမလားရှင်းပါပြီဘာလို့ပဲရတတ်ပါဘူးဒါဖြင့်ခမည်းတော်ဘာထူထောင်ခမည်းတော်တောင်းတာအဖြစ်ဒီမင်းလက်တွင်ကောင်းခြင်းပြီးတရားပါလို့နတ်ပြည်ထူထောင်တာလည်းဒါပဲဓမ္မပြည်ထူထောင်တာဒီတိုင်းကဒါကမသိသေးလို့ရှိရင်တောင်းကြအောင်ပါပဲမတောင်းလို့လားချောချောလာတာဖြစ်တယ်ရုပ်ဆိုးဖြစ်တယ်ဖြစ်လို့ဒီငါးပါးလည်းသူကကြားကြည့်ပဲမယုံမဲကြည့်မသားတွေခင်ဗျားတို့မျိုးရရတယ်မှာမေးကြည့်ပါဘာကြောင့်သေးကြတော့ဥဓာတ်ပြက်သေးတယ်ဆိုရင်ဒီဘက်ကကတော့မှတ်ပြီတော့ရင်းကြီးကလားဒါအစမသေးတယ်ဆိုလို့ရှိရင်ဖြင့်ဝေဒနာတတ်ပြီဟုတ်လားလာပါလေဗျာသူဒီကားလို့ဆိုလို့ရှိရင်ဘာနဲ့ဘာရောစားလိုက်တယ်နဲ့ဆေးချက်ကမမီလိုက်ပါဘူးဆိုလို့ရှိရင်တော့တညက်ခံတယ်မှတ်တတ်ချင်ဟုတ်လားဘယ်အသွားမှားလို့ဗျာဆိုတော့သေနဲ့ခံဟုတ်လားသူစိတ်သူမနိုင်လို့သေသွားကြတော့ရဆိုတော့ရတဲ့ပုဂ္ဂိုလ်ဖြင့်ဒီ9ယောက်ကဘာလို့မလဲသင်ကြသတ်မလို့ဝိုင်းခင်ဗျားတို့စိတ်ကမှာအပြည့်စုံရှိပါရဲ့လားလို့မေးရှိပါရဲ့အခုလေဆုံးလိုက်ဆိုတော့ဓမ္မတွေရေးနေပြီလားဘယ်နှပါးရကြတော့ဒါတော့ကံကောင်းလို့လားကံဆိုးတယ်အခုဘုန်းကြီးနဲ့တွေ့တော့ခင်ဗျားတို့ကံကောင်းတယ်ဟုတ်ပါဘုန်းကြီးနဲ့မတွေ့လို့ရှိရင်ခင်ဗျားတို့ကံဆိုးတယ်ဘာလို့လဲကိုယ်ကျမ်းမာမှကိုယ်စိတ်ချမ်းသာမှအမယာလေးကိုယ်လူလောက်ထိုက်တာတတ်မဲ့လူကိုယ်လူလောက်ထားတာရင်းနေဗလားတတ်မဲ့လူခဏလောက်တာကိုယ်ချမ်းသာမှဟုတ်လားကိုယ်စိတ်ချမ်းသာမှမလာဘူးလားဗျာကိုယ်စေနာကိုကောင်းကောင်းထားဖို့ဒီလိုမလာဘူးလားကိုယ်ဒါနဝေဒနာကင်းဖို့ဝေဒနာကင်းဖို့ဆိုတော့ဒုက္ခတာကင်းဖို့ဒုက္ခတာကိုကြိုက်တယ်ဒီလေးကမရောက်ဘူးလားဒီလေးကရောက်နေတယ်မှားပါဆိုထည့်ပေးတာဒုက္ခတာကသာဆိုးသေးတာပေါ့ဗျာကိုင်းသားရင်ဓမ္မတို့ခင်ဗျားတို့ကလည်းဒီ9ယောက်ကိုဘယ်နဲ့နေကြခင်ကြသလားမုန်းကြသိပါပါသိပါလိမ့်မယ်ခင်တော့သိပါရဲ့ခင်တော့ခရဲရှင်တော်တို့တွေကဒီ9ယောက်တဲ့တတ်မယ်9ယောက်တဲ့ဥပဒေခင်ဗျားတို့စီလာပြီးဥတိုက်ကြတာဒီတိုင်းဆိုရင်အဝင်ခက်တယ်ခင်ဗျားတို့ကခင်မှတယ်အဝင်ရမယ်ခင်ရရတာမှန်ပါရှင်းလားရှင်းပါပြီဒါနဲ့ခင်ဗျားတို့ကသူ့စကားကိုတော့မုန်းလို့တောင်းတာလားခင်လို့တောင်းတာသူတို့ဝင်ရပြီတို့ခင်ကွာတို့ခင်တော့တတ်မယ်ဒီတိုင်းဝင်ဖို့ကြရဘယ်နဲ့ဒီတိုင်းဝင်ဖို့ကြရရှင်ခဏခဏမလို့ရင်ဘူးသူတို့ကကြမ်းသေးတဲ့ပုဂ္ဂိုလ်ကြတာသူ့မောင်းထုတ်တော့သူကအသေးမခံရနေပါရောခင်ဗျားတို့ကသုတောင်းယူထားတော့အမှန်ခင်နေတာဘာခင်ကြတာတော့မေးရမလားဖြစ်ကြရှင်မပြရတယ်ဗျာကြောင်တန်ကန်းနေဖြစ်နေတယ်ရှင်းပြီလားဒါရရဲ့တောင်းတော့ဆိုတာကဒီခန္ဓာ၅ပါးညံမျိုးလုံးနဲ့ကြည့်လိုက်လို့ရှိရင်လည်းအမြင်သာပဂတိမျိုးလုံးနဲ့ကြည့်ရင်ဒီဘက်ခန္ဓာတွေအမြင်သာတယ်ဟုတ်လားညံမျိုးလုံးနဲ့ကြည့်လို့ကြံခန္ဓာလေးကမမြင်ဘူးလားမြင်တော့မတားရင်ကိုယ်ရတာကြည့်တယ်သူတို့9ယောက်လက်ချက်ကြည့်ဟုတ်ပါခင်ဗျားတို့ကိုယ်ကမတားမေးကြည့်ဟုတ်လားမတားလို့သွားမင်းနဲ့အိမ်ရှင်သွားမင်းဟုတ်ကလားဒီ9ယောက်ကဒီ9ယောက်တစ်ခုခုလက်ချက်တော့ဖြစ်ရသူပါဟုတ်ဒါရင်ဘာဖြစ်เสียရှိသေးတယ်ဒါဖြင့်ဒီ9ယောက်လက်ချက်နဲ့လက်ထွက်တာတွေကြီးပဲဆိုတာသဘောကျအဲ့ဒါခင်ဗျားတို့ကသူတို့ကိုမပေါင်းဘူးရှင်းမလားဘာလို့ရမလဲယံသူတတ်တဲ့ဝရကတော့ဆိုပြီးသူတို့တတ်တဲ့သူတွေလို့ခင်ဗျားတို့ကအမျက်မှန်နေရမလာခဲ့နဲ့မင်းတို့ကသူသားယောက်ျားတွေတတ်တဲ့သဘောတွေပဲဆိုလို့ရှိရင်ကြောက်တဲ့ဘယညာတွေဘာတွေမလာဘူးလာမှာမို့လားခင်ဗျားတို့ကသူသားယောက်ျားချင်သလားလို့သူကြမ်းပါပဲလို့တော်သေးတယ်ဒီခန္ဓာ၅ပါးကအကြောင်းကျိုးညီညွတ်နေလို့တော်ဝန်းမြောက်ပါပြီရှင်းပုံများတော့ပြောစတော့ပါဘူးအဲ့တော့ဆိုးနေလားဆိုးပါတကယ်ကြီးခင်ဗျားတို့သံဃာမျိုးဖုံဖို့တခါတည်းသူတို့ကနှုတ်တွေများပေးလိုက်သေးတယ်ခင်ဗျားတို့မရိပ်မိဘူးတတ်မယ်လို့တခါတည်းမူပြလိုက်ဟုတ်လားရံပြလိုက်အကျော်တန်ပြလိုက်ဟုတ်လားအကျော်ရောပြလိုက်အနာမျိုးပေါက်ပြလိုက်ချိန်ပဲပြီးခဏခဏပြနေတော့ဒါတောင်းကခင်ဗျားတို့ကလည်းတောင်းပါမှန်ကနေလိုက်သေးတယ်ချိန်လေးနဲ့တောင်းပါအမှန်နဲ့တောင်းပါနဲ့တော့တောင်းပါမယ်တောင်းပါညာတော့လေသူတို့ကဘာလိုမျိုးလုံးလို့မဲရှင်တတ်တဲ့အမျိုးဒကာရမကဘာလဲတတ်တယ်
တတ်တဲ့မျိုးကတောင်းမှမယ်တောင်းမှညာဆိုလဲရမယ်ထင်လားမရဘူးတဲ့နောက်ဆုံးနေသူတို့လက်ချက်နဲ့သက်ဆုံးမယ်ခင်ဗျားတို့ခင်တဲ့ပုဂ္ဂိုလ်ဟုတ်မလားခဲ့ရပြီလားဘာကြလားဘယ်လိုဟောတာပါလဲမလိမ္မာတဲ့ပုဂ္ဂိုလ်ကြတော့ကွာတဲ့သူတို့လက်ချက်နဲ့သက်ခဲ့တပည့်ကြကြလားမလိမ္မာတဲ့ပုဂ္ဂိုလ်ကလည်းသူတို့လက်ချက်ဆိုတာသူတို့ကဘာလဲခင်ဗျားတို့စိတ်ချက်လက်ချက်မနေကြနဲ့နော်ငါတို့သတိပေးရခင်ဗျာခန္ဓာငါးပါးရှိတာမဟုတ်ရှိပါစိတ်ချက်လက်ချက်မနေနဲ့နောက်ကြဓမ္မတွေကပါရှိတော့ခန္ဓာငါးပါးပါလေသူတို့ကသူနဲ့ခင်ဗျားတို့နဲ့ခေါ်မှအသေးလွတ်မယ်နိဗ္ဗာန်ဟောတာပဲသူနဲ့ခေါ်မှနော်ခင်ဗျားတို့ကတွန်းလို့တွန်းတာလောက်ထားလို့ရှိရင်သေမဲ့တာပြန်သိချင်ပါပဲမဆိုနိုင်ဘူးဆိုနိုင်ပါဘူး။ကာရင်ဒါဖြင့်ဒကာတော်မတို့ဤဘက်ခန္ဓာသတ်လို့တလျှော့သေးတယ်ဟုတ်လား။တေသောလွန်သေးတယ်။အာဟာတေသောလူတွေအေးတော်ပြီဆိုလို့ရှိရင်ဖြင့်တေသောတိုက်တာပဲ။ဟုတ်လား။သဘောကျကြလား။ကျပါပြီ။အဲ့ဒါခန္ဓာ၅ပါးဒီဒကာတော်မတို့ခင်ဗျားတို့ကငါ့ကိုငါ့ဥစ္စာလုံးနေတယ်သတ်မဲ့လူကိုလုံးနေတယ်။ဟုတ်လား။သဘောကျ။မင်းနေစားတယ်မင်းဒုက္ခတယ်မင်းလူကသမသွားဆိုပြီးခင်ဗျားတို့ညာနဲ့နဲ့ဖြစ်ညာနဲ့နင်ပြည့်လို့ရှိရင်ဖြင့်ဒီဘက်ကိုဟာလူသားဖြစ်သွားသူတို့အသက်ခံအောင်မလားဒါဖြင့်ခင်ဗျားတို့မပါသေးတော့သူ့ကိုပဲခြုံတယ်နဲ့ယုံတယ်နဲ့ကျိုးเสียမွေးเสียနဲ့ဟာပြုတ်လိုက်ဆွလိုက်ကြတယ်ရှင်မပြောပါနဲ့တော့ဟုတ်ကလားအိမ်နဲ့ရာနဲ့တိုင်နဲ့ကားနဲ့ဆိုတာဘုရုပြုကြတာလေခံရပါပြုတ်နေတော့ခင်ဗျားတို့ဒီငါကအဝင်ခက်သူတို့ချစ်ပြီဆိုတာသိအဲ့ဒါချစ်ပြီဆိုတာသိတာအတွန်းကောင်းဖြစ်တယ်ဘူးလားဖြစ်ပါဘူးအဲ့လိုသင်္ကားဖြစ်တော့သူတို့တတ်ချင်တဲ့အချိန်ဟာရသဘောကျဒါဖြင့်ခင်ဗျားတို့ဘယ်အချိန်မှသိရမှာလိမ့်မလို့မေးတဲ့အခါကျတော့ရှင်မြတ်သူတို့တတ်ချင်တဲ့အချိန်တပည့်တို့ကသူတို့လက်တွင်ရောက်ပေါ့ဗျာမဆိုနိုင်ဘူးလားဆိုရပါဗျာခင်ဗျားတို့ကဘယ်လိုနဲ့လူနေရပါလိမ့်သူသမားရဲ့လူနေရကြောက်เสียကောင်းလိုက်တာဗျာဘယ်တော့ခင်ဗျားတို့ပေါင်းတင်လာတာတုံးလို့မဲလို့ရှင်းဖြင့်တဲ့လူဖြစ်တဲ့အချိန်ကစပေါင်းတင်သူသမားနဲ့သူ့ကိုခင်တော်ကခင်ဗျားတို့ဘုရားရှင်ကိုဗျဘုရားရှင်ဆိုတော့မသိဘူးခင်တော်ကဗျဘုရားရှင်မှာဆိုတော့ဒီခန္ဓာ၅ပါးသူသယောက်ျားကိုပဲမိတ်ဆွေသင်္ကာကြီးအမှန်ရင်းနှီးတဲ့ပုဂ္ဂိုလ်ကြီးအကျိုးဆောင်ပုဂ္ဂိုလ်ကြီးဒီလိုပြန်ပြီးဒီကရာခင်ဗျားတို့ကသူကြမှာတော့တော်သေးတယ်သူစားကောင်းလို့တော်သေးတယ်ဟုတ်ဘူးလားသူ့ကိုယ်ကခင်ဗျားတို့ကအမတန်မဲ့ယူရတယ်သဘောမလားဘူးလားသူကြိုက်တာဆင်ဝယ်ပေးမယ်သူကအပူဆိုလို့ရှိရင်ဖြင့်အပူခါမှအေးကျွမ်းမှရမယ်ဆိုရင်ခင်ဗျားတို့ကအေးရှာပေးတယ်သူ့ကိုခင်ဗျားတို့ပြန်ကားထားလားတွန်းထားကြအတွင်းကားထားတယ်မိတ်ဆွေလည်းရံကားလို့မေးပြန်တော့ရံကားလို့ပါဒါ30ဘုံမှာဒီခန္ဓာ၅ပါးရှိတဲ့ပုဂ္ဂိုလ်မှာခန္ဓာ၅ပါးတစ်ပါးသက်လို့သေးတယ်မသာကြီးတော့မှတ်လိုက်ပြီသဘောကျဘယ်လိုပုဂ္ဂိုလ်ကိုတတ်တာတော့မဲတော့သူ့ကိုအတွင်းထားတဲ့ပုဂ္ဂိုလ်ကိုတတ်တယ်ဆိုပါဘူးရှင်းမလားခန္ဓာ၅ပါးကိုကျတော့ခင်တဲ့ပုဂ္ဂိုလ်အဲ့ဒီခင်တဲ့ပုဂ္ဂိုလ်ကသူတတ်တယ်မခင်တဲ့ပုဂ္ဂိုလ်ကြတော့တဏှာတဲ့အခါကျတော့ရှင်းပြန်မခင်တဲ့ပုဂ္ဂိုလ်မဖြစ်ဘူးလားဖြစ်ပါဘူးအဲ့ဒီပုဂ္ဂိုလ်ကြတော့ခန္ဓာ၅ပါးကနောက်ထပ်တော့သူလိုက်တတ်နိုင်တယ်ရဲ့ဟုတ်ပါဘူးဩဒါဖြင့်မိုက်တဲ့ပုဂ္ဂိုလ်တတ်တာလိမ္မာတဲ့ပုဂ္ဂိုလ်လိမ္မာတဲ့ပုဂ္ဂိုလ်ကြတော့မတတ်တော့မတတ်နိုင်ပါဘူးတည်းကလိမ္မာတဲ့ပုဂ္ဂိုလ်ရှိရင်တော့ဘေးကခန္ဓာ၅ပါးရှိရင်တော့မင်းလူကောင်းများစွာတတ်ခဲ့ပြီးငါတို့စီတော့လက်မခံနိုင်ဘူးဆိုပြီးသူ့ကိုဒုက္ခသစ္စာနဲ့ပိုင်းခြားထားတယ်ဟုတ်ကြဒါပြန်လိမ္မာတဲ့ပုဂ္ဂိုလ်နဲ့မိုက်တဲ့ပုဂ္ဂိုလ်ဒီဒကာဓမ္မတို့ကိုယ့်ကိုယ်ကိုပဲချိန်ကြပါတော့ပေါ်ရင်းလားအခုဘယ်နဲ့တော့တော်လိမ္မာလားမိုက်တော့ပဲလားလို့ဆိုရင်လည်းဘယ်နဲ့ဖြစ်ကြမိုက်တော့ရှုနေတော့ခင်ဗျားတို့လိမ္မာပါလေရှုမနေတဲ့အခါကျတော့မိုက်ဒါဖြင့်မိုက်တာလိမ္မာတာဘာနဲ့ခွဲရမှာတော့လို့မေးတော့သူတို့ကဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ဖြင့်သူတို့အကြောင်းသိကြလို့ခင်ဗျားတို့ရှုတာပဲဟုတ်လားသူတို့အကြောင်းမသိကြတဲ့ပုဂ္ဂိုလ်ကတော့ဖြင့်သူတို့ကိုပဲကျေးဇူးရင်ဒီလိုတော့ထားကြတယ်ကျေးဇူးရင်မထားကြဘူးလားကိုကြည့်လိုက်ပြန်တော့သူတို့ကလည်းကိုလောက်ထားတာသူမှာပဲဒီမှာတော့ကုန်ကြဝတ္ထုပစ္စည်းတွေသူမှာပဲလို့တော်လေးကူညီနိုင်နေတယ်သူများမှဖြင့်ခက်ကြည့်ပါပဲတောင်းမှာဖို့ဆုတောင်းနေရငါကဏ္ဍ၅ပါးကိုပဲကျမ်းမှာဖို့ရေးပေါ်ရအားရှိစွာနဲ့တတ်ဖို့ရေးရင်းနေကြလားဒါရေးပါလိမ့်မယ်အားရှိစွာနဲ့တတ်ဖို့ရေးကိုခင်ဗျားတို့ကထူးမြဲတောင်းလိုက်သေးတယ်ဟုတ်လား
အိမ်သားတွေကလည်းထိုးတူပဲတို့ငါဘယ်လိုကောင်းဆောင်သူ့အတွက်ပြန်တပြေပန်းနဲ့ရေချမ်းနေတော့ပြန်နေတိုင်းလုပ်ပြီးမှပဲသူချမ်းမှာဟုတ်ဒီတိုင်းလေဘယ်ဘေးကလည်းကူလိုက်သေးတယ်ရှင်းမလားဘုန်းကြီးဟောတာမဟုတ်ပါဘူးရှင်သာရိပုတ္တရာဟောနေတာရှင်သာရိပုတ္တရာဟောနေတာဓမ္မကရဟနာပြန်ဟောတာအဲ့တော့မလိမ္မာတဲ့ပုဂ္ဂိုလ်မှာတော့ဖြင့်သူခင်တဲ့ပုဂ္ဂိုလ်သူကတတ်ရှင်းမလားအေးမလို့ရာလူတွေမှန်းသိတဲ့ပုဂ္ဂိုလ်ကြတော့သူတို့အနာကတ်သေးရမကတ်တဲ့အခါကျလို့ရှင်ဒီကညံပါတဲ့ပုဂ္ဂိုလ်မျိုးသူတို့အနာမကတ်တော့သူတို့ပရိညာကိစ္စနဲ့ပိုင်းခြားတယ်ဟုတ်လားသေခြင်းရောက်လို့သာသေရချတယ်သူတို့လက်ချက်မပါဘူးသူတို့ခင်လို့သူတို့တတ်တာမဟုတ်ဘူးဒီပုဂ္ဂိုလ်ကတော့သူတို့ခင်လို့သူတို့တတ်တာရင်းကြလားဒါနဲ့ခင်တဲ့ပုဂ္ဂိုလ်ဘာလို့မလဲတတ်ခံရမယ်ခင်ရဟောနိစ္စတရားဒုက္ခတရားသူသသမားလို့ခင်ဗျားတို့ရှုကြည့်ဟုတ်လားသူကတတ်နိုင်တယ်လားဒါကြောင့်မတတ်နိုင်တဲ့ပုဂ္ဂိုလ်တတ်နိုင်တဲ့ပုဂ္ဂိုလ်နှုတ်ဝေဖန်တတ်လားဝေဖန်ပါဘူးဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာမဉဏ်ကြောင့်ဆိုင်တဲ့ပုဂ္ဂိုလ်မှာဒီတိုင်းပုရုဇဉ်ရိုးရနေနေငါကငါငါ့ကိုလည်းနေမစင်ပြနေတယ်ဒါပြန်ခင်ဗျားတို့ဒီဝိပဿနာအလုပ်ကလည်းကျူးချဟုတ်လားကျူးချအင်းကြီးချင်းသာရုခေါ်ရင်ပေါ့ဗျာဒီလိုဖြစ်နေတော့ဒါကဓမ္မတို့သူ့အချိန်ကများနေတော့သူကခင်ဗျားတို့ဘဝများစွာကလည်းပတ်ပြန်တယ်ဘဝများစွာကလည်းသူတတ်လို့သိခဲ့တယ်ရှိကိုလည်းခင်ဗျားတို့သူ့ကိုမမုန်းတဲ့ပုဂ္ဂိုလ်ကသူနဲ့ပြန်တွဲရမှာငါကပြန်မရဘူးလားရရင်ရောက်တဲ့နေရာပါလို့မယ်ထင်ခင်ဗျားတို့ဖြင့်ရောက်ရဘဝမှာကံဆုံးမတော်ရမိုးလိုက်လို့လာသူအခုတော့လက်နဲ့ကိုလိုက်လာတာမိုးလည်းမဟုတ်ဘူးမိုးတော့စေုံလေးရှိသေးတယ်ဟုတ်လားအခုတော့ဖြင့်သင်မယ်လို့ကိုလိုက်တာအသေးသားမလည်းလိုက်လာတာဆိုတော့ရိပ်မိကြကတော့ကြာတချို့ကလေးလုံးကလည်းပတ်တချို့လည်းအရွယ်လေးရောက်မှာတချို့လည်းပညာရှင်ရောက်မှာတချို့တော့အိုကြီးကိုမှကြမှာမတတ်ဘူးလားအဲ့ဒါဒီကားတဲ့ဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့ကသူတို့ကိုငါ့ကိုငါ့ဥစားဆိုပြီးအတွန်းသားလို့ထားလို့သူတို့ခင်လို့သူတို့ကတတ်ရှင်းမလားသူတို့ကမခင်လို့လည်းဒီအိဋ္ဌဒုက္ခနာတာတွေပဲသူတို့ကြားတွေပဲအနာမကနဲ့ကွာမင်းတို့ကဒုက္ခပေးရတဲ့တရားတွေကွာနှိမ့်ဆက်တတ်တဲ့တရားတွေကွာဒီလိုဒုက္ခပိုင်းခြားတဲ့ပုဂ္ဂိုလ်ကြတော့မတတ်တော့ရှင်းမလားဒါဖြင့်ဒုက္ခပိုင်းခြားတဲ့ပုဂ္ဂိုလ်နဲ့မပိုင်းခြားတဲ့ပုဂ္ဂိုလ်ဥပဒေကွာကွာဒုက္ခပိုင်းခြားတဲ့ပုဂ္ဂိုလ်ကြတာပါလေအတ္တလက်တာဒုက္ခမပိုင်းခြားနိုင်တဲ့ပုဂ္ဂိုလ်ငါကငါဥစ္စာချင်းနေတဲ့ခန္ဓာ၅ပါးကိုအတ္တခံရမှာပဲတဲ့ဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့နောက်ကအမှားတော်ပေါ်မှာအင်းနဲ့ကြီးတယ်လို့ဆုံးဖြတ်ချက်မှန်လေဆုံးဖြတ်ချက်ချပါဦးရတယ်လူတွေဘာဖြစ်လို့ဆုံးဖြတ်ချက်ချခိုင်းလို့မေးတဲ့အခါကျတော့ခင်ဗျားတို့ကနတ်ပြည်ရောက်ပါလိမ့်ဆိုနတ်ခန္ဓာ၅ပါးတိုက်ရသေးရပါလို့ဓမ္မပြည်ရောက်ပါလိမ့်ရှင်ကဓမ္မခန္ဓာ၅ပါးတိုက်ရသေးရပါလို့ဒါဖြင့်ခင်ဗျားတို့ကသင်္ချင်ကြောင်းသေးရပါလို့ဒါကသူတောင်းတာပဲခင်ဗျားတို့ဘာတောင်းပါလဲသင်္ချင်ကြောင်းသေးရပါလို့သေတာအားမရလို့သင်္ချင်ကတည်းရွေးသင်္ချင်အပြည့်ရွေးတာလားသေရှင်သေရတယ်သင်္ချင်တက်ကလေးသေတယ်ဒီလိုများလာတဲ့ဓမ္မတို့အဲ့ဒီကြောင့်မျက်စိလဲနေတဲ့အိဗယ်ကပေါ်ပါလားပေါ်ပါဘူးဒါဖြင့်ရှင်သာရိပုတ္တရာကဓမ္မကမင်းဒီကားလေးဆိုင်ခန္ဓာ၅ပါးကိုသူတော့ကြားခြင်းနဲ့ရှုစမ်းกว่าဟုတ်ကဲ့ဘာကြလဲအဲ့ဒီကဲလို့သူတို့ကတော့ဖြင့်မင်းတို့ဒီခါရမှာပဲတဲ့ခါရတာကလည်းတတ်မလို့ခါရတယ်ဟုတ်လားရှင်သာရိပုတ္တရာရှိခန္ဓာ၅ပါးတကားတဲ့ဆံရရှိဆံကိုရရှိပို့မလာဘူးလားလာပါအဲ့ဒါသူ့အလကားကြောင်းဝင်လာအဝင်ခဲလို့အဝင်လောင်လို့တာလားလို့သာမေးပါဝင်လာလို့အတွင်းရောက်တဲ့ခဏကြတော့မတရားဘူးလားသူတို့ငါးပါးတစ်ပါးကလည်းဒကာဓမ္မတွေသိရတယ်ဆိုတော့ရှင်းရပါလားရှင်းပါပါနာဒီအမှန်ပါတဲ့တထေးသားကြတော့ကွာကိုလူတွေသိတာမြင်ပြီတဲ့သူကတော့ဒီငါးယောက်ကလည်းလာအောင်မှာပေါ့ဗျာမင်းငါးယောက်မလာနဲ့မင်းငါးယောက်ဒီကလည်းရှင်လူတိုင်းလျှောက်တာနေတာငါတော့မတတ်နဲ့တော့ကောင်းမင်းတို့အကျုံးဝင်ပြီးဒီကလာမင်းတို့ကလာညာဆိုတော့ငါကလည်းမခံနိုင်ဘူးမင်းတို့သူသားရဲ့ကြံမှန်သေးလို့အနိစ္စဒုက္ခအနတ္တဝရကဆိုတဲ့သူသားရဲ့မကြံမှန်သေးလို့ငါလည်းမခံနိုင်ဘူးဆိုတော့ဒါတွေခင်သေးရဲ့မခင်တော့သမုဒိယသစ္စာချုပ်သမုဒိယသစ္စာချုပ်တော့ဒီဒုက္ခသစ္စာတွေကတော့ဒုက္ခပေးနိုင်ရဲ့မပေးနိုင်တော့ဒီပုဂ္ဂိုလ်ဒီနိရောဓဆိုတဲ့သဘောမရောက်ဘူးလားဒါပြန်သူကအသေးလက်နိဗ္ဗာန်ကိုဒီပုဂ္ဂိုလ်သွားတယ်ဒီပုဂ္ဂိုလ်ကတော့အသေးခံရအဲ့ဒီတော့ဟောလိုက်တော့ဥပဒေရဟနာဖြစ်ညမကပါဖြစ်သွားရဟနာဖြစ်သွားတယ်ဆိုတော့ဓမ္မတွေကျင့်တတ်ပါအတ္တခန္ဓာကဘုဒ္ဓဒါငါကငါ
ရဟန္တာဖြစ်ငါကောင်ငါဥစ္စာသင်တဲ့ပုဂ္ဂိုလ်အသက်ခံရရင်းမိလားငါကောင်ငါဥစ္စာမဟုတ်ဘူးသူလည်းကြားတယ်လို့သင်တဲ့ပုဂ္ဂိုလ်ကြတာအသက်မခံရဘူးတဲ့အသက်မခံရတဲ့သူမသေးရမှန်ပြင်းနေပါသူကသေရမှန်30ပုံဖြစ်သွားရင်းမိလားကဲယနေ့ဒီရင်တော်ပါမယ်